ပရိနိဗ္ဗာန်သံဃာနီးမှာသုဘတ္တပရပိုက်ကြီးလျှောက်လို့မြတ်စွာဘုရားကသာသနာတော်ဟာ9000မကတည်ခြင်းရင်ဆရာကလည်းဆရာတောင်းဝန်ကျေအောင်နေကြတက္ကကလည်းတက္ကတောင်းဝန်ကျေပြုံအောင်သာသနာတော်ကြီးကိုချီးမြှောက်ဆောက်ရှောက်ထောက်ပံ့မယ်ဆိုရင်ဒီသာသနာတော်ကြီးကတည်တတ်နိုင်တယ်လို့မြတ်စွာဘုရားကမိန့်တော်မူသွားတာအဲ့တော့ဘုန်းကြီးတို့ဒီသာသနာကွယ်တာနဲ့ပတ်သက်ပြီးတော့အနာဂတဝင်ကျမ်းမှာသာသနာ9000ပြည့်ရင်ကွယ်မယ်လို့ဒီကျမ်းကတော့ဒီလိုပြောတယ်သာသနာ9000ပြည့်ရင်ကွယ်လိမ့်မယ်တဲ့သာသနာဟာဘယ်လိုမျိုးကွယ်သွားမလို့ဆိုရင်သာသနာကွယ်နည်း9နည်းတဲ့နံပါတ်1ကပရိယတ္တိသာသနာနံပါတ်2ကပရိပတ်တိသာသနာနံပါတ်3ကပရိဝေဒသာသနာနံပါတ်4ကလိင်္ဂသာသနာနံပါတ်5ကဓာတုသာသနာတဲ့ဘုန်းကြီးတို့ပြည်တာကြားဖို့နေတာကပရိယတ္တိသာသနာပရိပတ်တိသာသနာပရိဝေဒသာသနာဒီလိုကြားဖို့နေတာနောက်သာသနာနှမျိုးပေါ်လာတဲ့ပြည်တိုင်လိင်္ဂသာသနာနဲ့ဓာတုသာသနာဆိုပြီးတော့အဲ့တော့ပရိယတ္တိသာသနာနဲ့ပရိပတ်တိသာသနာနဲ့ပရိဝေဒသာသနာနဲ့ဒီသာသနာတော်300ဟာ3000နဲ့တူတယ်တဲ့တစ်ခုဆိုင်ရင်အကုန်ဆိုင်သွားရောတဲ့တစ်ခုလဲရင်လည်းပဲနောက်ထောက်တွေအဲ့ဒါလဲသွားရောတဲ့ဒီ3ခုကတောက်တပွဲပဲတဲ့အဲ့တော့ဘုန်းကြီးတို့ပရိယတ္တိသာသနာကွယ်တဲ့အကြောင်းကိုနည်းနည်းလေးပြောမယ်ပရိယတ္တိသာသနာဘယ်လိုနည်းနဲ့ကွယ်သွားမလို့ဆိုလို့ရှိရင်တဲ့မင်းနဲ့ပြည်သူတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်တွေတိုင်းသူပြည်သားတွေတရားပြည့်ရင်တဲ့မင်းကလည်းမင်းချင်းတရားတွေပြည့်တယ်တိုင်းသူပြည်သားတွေကလည်းတိုင်းသူပြည်သားတွေလိုက်နာကျင့်သုံးရမယ်တရားတွေပြည့်သွားပြီဆိုလို့ရှိရင်တဲ့နံပါတ်1ဘာတွေဖြစ်လာမလို့ဆိုရင်မိုးလေဝသရာသီဥတုတွေဖောက်လွယ်ဖောက်ပြန်ဖြစ်လိမ့်မယ်တဲ့ရာသီဥတုတွေဖောက်လဲဖောက်ပြန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ရာသီအလိုက်စိုက်ပျိုးရတဲ့သီးနှံများပျက်စီးတယ်သီးနှံတွေပျက်စီးတဲ့အခါကျတော့ဘယ်လိုဖြစ်လဲဒကာတော်မတွေကြက်လာတယ်ဇီဝရေးတွေကြက်လာတဲ့အခါကျတော့ခါတိုင်းဆိုလို့ရှိရင်လေအလှတန်းတွေပေးပြောစီတန်းတွေတညံညံနဲ့ဘုရားတော်ကြောင်းတဲ့ကုသိုလ်တွေဆက်သာသဘာတွေမှန်မှန်ရပဲတွေမှန်မှန်ရဒီလိုရာသီဥတုမှန်ပြီးတော့ကောက်ပဲတိနံတွေထွက်တော့ကိုလည်းစားကိုပြည်တွေကိုသားလေးတွေလည်းရှင်ပြုဟဲ့ဒီနေ့စဘာပေါ်ရင်ရှင်ပြုမယ်ဟဲ့ပဲရောက်ပြီးရင်ရှင်ပြုမယ်ယဟန်ခံမယ်ဟဲ့ပဲရောက်ပြီးလို့ရှိရင်ကြောင်းဆောင်မယ်ဟဲ့အစရှိသည့်အဖြစ်ကိုတိနံကိုချင့်ချိန်ပြီးတော့ဘယ်လောက်တိုင်းတာထွက်ရင်ဘယ်လောက်ရောက်ပြီးတော့ဝိဇ္ဇာတဘာခြံပြီးတော့ကျန်တာတွေကြောင်းဆောက်ပြည့်မယ်ဘုရားတည်ပြည့်မယ်ရှင်ပြုပြည့်မယ်ယဟန်ခံပြည့်မယ်ကုသိုလ်ကောင်းမှုလုပ်ပြည့်မယ်ဆိုပြီးတော့အဲ့ဒီလိုပြုလုပ်ဆောင်ရွက်မဲ့တရားတော်မတွေဟာပဲတွေမထွက်စဘာတွေပြဲအဲ့လိုဖြစ်လာပြီးတော့တစ်နှစ်ဆိုရင်ကိစ္စမရှိဘူးနှစ်နှစ်ကိစ္စမရှိဘူးသုံးနှစ်ကိစ္စမရှိသေးဘူး၄နှစ်၅နှစ်၆နှစ်9နှစ်10နှစ်အဲ့လိုဇက်တိုက်ကြီးတရားတော်မိုးတွေခေါင်ကျင်တဲ့အခါကျစွတ်ခေါင်ရေတွေကြီးကျင်တဲ့အခါကျစွတ်ကြီးအဲ့ဒီလိုတွေဖြစ်လာပြီဆိုလို့ရှိရင်တဲ့ကိုစားဖို့မှအနိုင်ဆိုတော့တန်ဃာကိုလည်းမလှူနိုင်ကြတော့ဘူးမလှူနိုင်တော့တန်ဃာတွေဘက်ကလက်လာပါမရဘူးဘုန်းကြီးတို့မြမသမိုင်းသာသနာသမိုင်းမှာဖြစ်ဖို့တဲ့ဖြစ်ရတစ်ခုရှိပါတယ်တန်ဃာတွေဒုဗိကံတရကစိုက်တဲ့အခါကျတော့တန်ဃာတွေစားဖို့တောက်ဖို့မရှိတရားဓမ္မတွေကလည်းမလှူနိုင်မတတ်နိုင်တဲ့အခါကျတော့ကိုတော်တွေဒီပရိယတ္တိသာနာတော်ကိုဘယ်လိုအသက်ဆက်ခဲ့ရတော့ဆိုလို့ရှိရင်ညနေကြလို့ရှိရင်ဟိုးတဲတောင်ပြင်းမှာသွားပြီးတော့တဲတွေကိုဘိုက်ပေါ်တင်းဒီဆက်မှာတဲတွေကိုဘိုက်ပေါ်တင်းဘိုက်ပူလို့ဝမ်းပူလို့နေလေကလည်းစောမစားအောင်အာယုံစောလည်းမစားအောင်ဒါပေမဲ့လို့တို့ဒီရထားတဲ့မြတ်စွာဘုရားရဲ့စာတွေကိုမပြောင်းမပြည့်ရအောင်နေတိုင်းတန်ဃာတွေကရွတ်ဖတ်ပြီးတော့ပြန်နေရတာခုခေတ်လို့စာအုပ်ရှိတာမဟုတ်ဘူး
စာအုပ်ထဲမှာရေးထားပြီးပြီဆိုရင်ကိစ္စမရှိဘူးစာအုပ်ထဲမှာမရေးရသေးခင်ခက်ပေါ့ကြောက်တဲ့အခရာတို့ပေတဲ့အခရာတို့စက္ကူပေါ်မှာမတင်ရခင်ခက်တုံးကတန်ဃာတွေကဟာဒီဘုန်းကြီးတို့ပရိယတ္တိစာပေကိုနှုတ်ထဲမှာပဲဆောင်းထားကြတယ်နှုတ်ထဲမှာဆောင်းထားတော့ကြာရင်မေ့မှကြောက်လို့ဗာပြည့်တယ်ဒီစာကိုနေ့တိုင်းအခောက်အထပ်ရွတ်ဖတ်ရတယ်အဲ့ဒီမှာဒုဗိကန္တရကစိုက်တဲ့အချိန်နဲ့ကြုံတော့ကတန်ဃာတွေဘယ်လောက်ထိအောင်ဒုက္ခရောက်ကြတော့ဆိုလို့ရှိရင်ဒီပရိယတ္တိသာသနာကွယ်မသွားအောင်လို့စာပြန်ရတဲ့အခါမှာဝမ်းထဲမှာပူတော့ဟိုသဲဆဆကရေနဲ့သဲနဲ့ရောနေတဲ့သဲတွေကိုဘိုက်ပေါ်မှာတင်းပြီးတော့အဲ့ဒီပရိယတ္တိစာပေတွေကိုအဲ့ဒီလိုတန်ဃာတွေကမပြောင်းမပြေအောင်အသက်ဆက်ပြီးတော့ရေတောက်ပြီးတော့ဘိုက်ပေါ်မှာသဲတင်ပြီးတော့ရွတ်ဖတ်ပြီးတော့ထိမ့်သိမ့်လာတာနောက်ပိုင်းကျတော့ဒီကိုယ်တော်တွေပြန်တော်မူသွားရင်တော့ဖြင့်ပရိယတ္တိသာသနာပျောက်သွားတော့မယ်။ကိုင်ပေထက်အခရာတင်ကြသို့ဆိုပြီးတော့မှအဲ့ဒါပေရွက်ပေါ်မှာရေးပြီးတော့မှတ်ခဲ့တယ်။ကြောက်ထက်အခရာတင်ကြသို့ဆိုပြီးတော့ကြောက်ပေါ်မှာရေးပြီးတော့မှတ်ခဲ့တယ်။အဲ့ဒီတဲ့တစ်ဆင့်မြင့်လာတဲ့အခါကျတော့ကိုင်စက္ကူပေါ်ရေးပြီးတင်ကြသို့ဆိုပြီးတော့အဲ့ဒါစက္ကူပေါ်မှာရေးမှတ်ပြီးတော့တင်ထားတဲ့အခါကျတော့အခုတို့တရားဓမ္မတွေတချို့ပုဂ္ဂိုလ်တွေပိဋကသုံးပုံလှူတယ်ပိဋကသုံးပုံလှူတယ်ဆိုတာအဲ့ဒါပဲပရိသတ်ကြီးဘုရားဟောပါဠိတော်တွေကိုစက္ကူထဲမှာရိုက်ပြီးတော့စာအုပ်ဖြစ်ထုတ်လုပ်ပါတယ်အဲ့ဒီစာအုပ်ဟာပိဋကသုံးပုံပဲတဲ့အဲ့ဒီစာအုပ်ထဲကရှိနေတဲ့စာပိုက်တွေဟာရှေ့ခေတ်ကဆရာတော်ကြီးများနှုတ်ထဲမှာရွတ်ပြီးတော့ဆောင်းထားတာပါဒါကြောင့်အဲ့ဒီလိုတရားတော်မတွေရှားပါလာတဲ့အချိန်မှာတန်ဃာတွေကိုမလှူနိုင်ဘူးဆိုရင်ရှေ့ခေတ်ကဆရာတော်ကြီးတွေရှေ့ခေတ်ကတန်ဃာတွေကတရားတရားကသိကောင်းတာတရားတရားကသိထက်တာဟိုတို့အသက်သိရင်သေသွားပလိသေမြတ်စွာဘုရားရဲ့ပရိယတ္တိသာသနာတော်အပြည့်စည်းမခံမှုခဲ့ဆိုပြီးတော့အသက်နဲ့ကိုလဲပြီးတော့ပရိယတ္တိသာသနာကိုဆောက်ရှောက်တော်မူခဲ့ကြတယ်အခုခေတ်ကိုတော်တွေဒါသာသနာနောက်ပိုင်းဆိုတာဒီတိုင်းပဲပြည့်တဲ့တရားတရားတွေကြာလာတဲ့အားပြော့လာတဲ့ခုခေတ်ကိုတော်တွေဒါဆိုရင်တော့ဖြင့်ဟိုတရားတော်မတွေမှမလှူတော့ပဲနဲ့ဒီစာကြက်နေလေအလကားပဲဆိုပြီးတော့မကြက်ကြမပြန်ကြမဆိုကြရင်ဒီပရိယတ္တိသာနာကွယ်သွားတာကြာပြီအဲ့တော့တို့ဘုန်းကြီးတို့ပြေသားကိုဘုန်းကြီးနားလည်အောင်ပြောမယ်ပရိယတ္တိသာသနာကွယ်တယ်ဆိုတာစာတင်တိုက်တွေမှာပရိယတ္တိပို့ချနေတဲ့သံဃာတွေကိုတို့တရားတော်မတွေကအလေးဂရုမပြုဘဲနဲ့စာသင်္ကန်းကျောင်းစီပစ္စည်းလေးပါစာအုပ်စာတမ်းလိုအပ်တာကိုမထောက်ပံ့မဲနဲ့ဒီလိုပဲနေလာတဲ့အခါကျတော့ကိုတော်တွေဘာဖြစ်တုံးဆိုတော့လက်လာပါမရတဲ့အခါကျတော့ကဲမရတော့ရတဲ့နည်းနဲ့တို့ရှာကြလိမ့်မယ်တဲ့ဘယ်လိုရှာကြမလို့ဆိုတော့ဘုန်းကြီးတို့ထေရဝါဒသာသနာကနေပြီးတော့မဟာယာနသာသနာဘက်ကိုကူးသွားတယ်မဟာယာနသာသနာဆိုတာကဘုန်းကြီးတို့ပြည်သက်ရေပြည်ရင်ဟောမယ်တိုက်ရိုက်တဆင်လုံးမယ်စေဝမန္တရားမန္တန်တွေမှုတ်ပြီးတော့ရွတ်ဖတ်တရဆယ်ပေးမယ်အဲ့ဒီလိုတွေဆောင်ရွက်လာကြလိမ့်မယ်တဲ့အဲ့ဒီလိုဆောင်ရွက်လာကြမယ်ဆိုလို့ရှိရင်အဲ့ဒီနီးကိုဘုန်းကြီးတို့စာပေများအတိုင်းအမနာရန်ပြောရရင်တော့အဲ့ဒါတမအာစီဝနီးမဟုတ်ဘူးတဲ့တမအာစီဝနီးနဲ့လလဘကိုရှာတာမဟုတ်ဘူးတဲ့မတရားသောနီးဖြင့်ရှာတယ်လို့စာပေများဒီလိုသုံးထားတာရှိပါတယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့သာသနာကွယ်ချောင်းထဲမှာလဲလက်များအောင်ဖန်လလဘတွေရအောင်ဆောင်ရွက်မယ်ဆိုတာဘယ်လိုလုပ်လဲဗေဒင်စေဝမန္တရားဒီလိုနီးတွေနဲ့နှလုံးသုံးလုံးပေးပြီးတော့တရားတော်မတွေလာအောင်ဘယ်ဘုန်းကြီးကဘယ်လိုပေးတာမှန်းနဲ့အဲ့ဒီလိုတွေပေါ့လေဒါဟိုနေ့ကလည်းပြောပြီးပါပြီအဲ့တော့အဲ့လိုနီးတွေနဲ့ပရိယတ္တိလည်းအမထုတ်တော့ဘူးပရိပတ်တိကမ္မထံတရားလည်းမထိုင်ကြတော့ပဲနဲ့အဲ့ဒီလိုနီးတွေနဲ့တရားတော်မတွေထင်ကြီးအောင်တရားဓမ္မတွေကိုယ်ွယ်စိကအောင်လို့လုံလာပြီဆိုလို့ရှိရင်ဘေဒတိပရိယတ္တိစာပေမသိတော့ပဲနဲ့အဲ့ဒီလမ်းဘက်ကိုလိုက်သွားကြမယ်ဆိုရင်တဖြည်းဖြည်းနဲ့ပရိယတ္တိသာသနာကွယ်သွားပြီသာမသိကြတော့ဘူးတဲ့ပရိယတ္တိသာသနာကွယ်တယ်ဆိုတဲ့နေရာမှာလည်းပဲဘယ်ကနေစကွယ်မလို့ဆိုရင်ပဋ္ဌာန်းကျမ်းကစကွယ်မယ်ဘယ်ကျမ်းကစကွယ်မယ်ပဋ္ဌာန်းကဘုန်းကြီးတို့စာအုပ်ကြီး9အုပ်ရှိတယ်ပဋ္ဌာန်းနဲ့ပတ်သက်ပြီးတော့ရေးထားတာစာအုပ်ကြီး9အုပ်ရှိတယ်အဲ့ဒီပဋ္ဌာန်းစာအုပ်ကြီး9အုပ်ထဲကရှိတဲ့ပဋ္ဌာန်းတွေကိုရွတ်လည်းမရွတ်တော့ဘူးသင်လည်းမသင်တော့ဘူးအဲ့ဒီပဋ္ဌာန်းစာအုပ်တွေကတဖြည်းဖြည်းနဲ့ခြားတွေကြိုက်ပိုးတွေကြိုက်ထုတ်ကြည့်တဲ့လူလည်းမရှိတော့ဘူးတဖြည်းဖြည်းနဲ့အဲ့ဒီပဋ္ဌာန်းသာသနာတော်ကြီးစာပြီးတော့ကွယ်
ပဋ္ဌာန်းကနေပြီးတော့ဘာကွယ်မလဲရမိုက်ကျမ်းကွယ်အဘိဓမ္မာ9ကျမ်းအစဉ်တိုင်းကွယ်ပါတယ်အဘိဓမ္မာ9ကျမ်းအစဉ်တိုင်းကွယ်ပြီးတော့ပြေသတ္တိတဖြည်းဖြည်းနဲ့သုတ်တံကွယ်မယ်ဝိနည်းကွယ်မယ်ပိဋက3ပုံရှိတယ်သုတ်တံဝိနည်းအဘိဓမ္မာလို့ဆိုတဲ့အတိုင်းအဘိဓမ္မာကအရင်ကွယ်မယ်အဘိဓမ္မာကွယ်ပြီးတော့သုတ်တံတွေကွယ်မယ်သုတ်တံကျမ်းတွေကွယ်ပြီးဝိနည်းကျမ်းတွေကွယ်မယ်ဝိနည်းကျမ်းတွေသင်္ယံပို့ချလေးလာလိုက်စားတဲ့ပုဂ္ဂိုလ်တွေမရှိတော့ဘူးတဲ့အဲ့တော့ပရိယတ္တိသာသနာကွယ်သွားပြီဆိုလို့ရှိရင်သတ္တဗေဒပုဂ္ဂိုလ်တွေမရှိတော့ဘူးတဲ့သတ္တဗေဒပုဂ္ဂိုလ်တွေမရှိဘူးဆိုရင်တရားမဟောနိုင်တရားမပြနိုင်တော့ဘူးတဲ့အဲ့တော့တရားဟောတရားပြမယ်လူတွေမရှိတော့ဘူးဆိုရင်ကျင့်ရမယ်တရားတွေကိုမသိတော့မကျင့်တော့ပฏิပတ်သာသနာကွယ်သွားပြီသူကတထောက်လဲတာနဲ့နောက်ထောက်ကလိုက်လဲလာတာပရိယတ္တိသာသနာမရှိတော့ဘူးဆိုရင်ပฏิပတ်ဆိုတာလည်းပဲကွယ်ပြီအဲ့တော့ပရိယနဲ့ပฏิပတ်ကွယ်ဆိုမှတော့ပရိဝေဒလို့ခေါ်တဲ့မက်ဖို့တွေလည်းပဲမရတော့ဘူးတဲ့အဲ့ဒီကြတော့ပိသတ္တေသာသနာဝန်ထမ်းရှင်ဟန်တွေအကျင့်ပฏิပတ်သာသနာလဲကွယ်ပြီလဲဆိုတော့ဘာအကျင့်မှမရှိတော့ဘူးတဲ့အိမ်ထောင်သားမွေးကိုကြောင်းဝဲထဲမှာကိုလဲဆိုင်လို့ပဲတွေဆိုင်လို့လှုပ်ချင်တာလှုပ်လို့အိမ်ထောင်တွေပြုကြလို့သားသမီးတွေနဲ့နေကြလိမ့်မယ်တဲ့အဲ့ဒါဘယ်ရောက်သွားပြီလို့ဆိုရင်ဘုန်းကြီးတို့မဟာယာနဘက်ကိုရောက်သွားတာသူဘုန်းကြီးတို့မြတ်စွာဘုရားရဲ့သာသနာပုံစံအတိုင်းဘုန်းကြီးတို့မဟာယာနဆိုတာလည်းရှိတယ်ကိုယ်ကွယ်တာတော့ဗုဒ္ဓဘုရားပုံကိုယ်ကွယ်တာပဲဒါပေမဲ့လို့အဝိဇ္ဇာအသွင်တွေပြောင်းသွားတယ်အဲ့ဒါကိုဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့အနိကဆုံးကြည့်ရင်ပြီးခဲ့တဲ့နှစ်ကဘုန်းကြီးတို့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာညီလာခံကြီးဆိုတာကဘာအေးသတ္ထဘာသာနာလှိုင်ကူတော်ကြီးမှာဗုဒ္ဓဘာသာညီလာခံဆိုပြီးတော့ကျင်းပတာနိုင်ငံပေါင်းမြောက်များစွာကဗုဒ္ဓဘာသာတော့ဗုဒ္ဓဘာသာပဲထေရဝါဒဗုဒ္ဓဘာသာဟိနာယနာဗုဒ္ဓဘာသာမဟာယနာဗုဒ္ဓဘာသာသူကလည်းအများကြီးရှိတာနိုင်ငံပေါင်းမြောက်များစွာကဘာသာရေးခေါင်းဆောင်ကြီးတွေတက်တဲ့အခမ်းအနားမှာဘုန်းကြီးတို့ပြည်သားကြည့်လိုက်စမ်းဘုန်းကြီးတို့မြန်မာယဟန်တော်များပဲတည်တည်တတ်တတ်ရှိတယ်မြန်မာယဟန်တော်များကသင်္ကန်းလေးတွေယုံလို့ရက်တောင်လေးတွေကိုင်းလို့တခြားမဟာယနာတို့ဟိနာယနာတို့ကကြွလာတဲ့ဘုန်းကြီးတွေကအုပ်ဆောင်ကြီးတွေဆောင်းတဲ့ဘုန်းကြီးတွေကဆောင်းဘောင်းမီဝတ်တဲ့ဘုန်းကြီးကဝဲဒီလိုတွေကိုတို့လာတာဒီကမ္ဘာဗုဒ္ဓဘာသာညီလာခံကြီးကိုဘုန်းကြီးတို့ကမ္ဘာအေးမှာတက်လာတာတွေ့သားပဲအဲ့ဒီမှာ TV ထဲပါနေတာဘုန်းကြီးတို့တပိတ်အိုင်ဆရာတော်ကြီးရဲ့ဆရာအနိဒကန်းဆရာတော်ကြီးဂျပန်ကြွသွားတဲ့အခါကျတော့ဂျပန်လေစိတ်ပါဘုန်းကြီးကလာကြိုတယ်တဲ့ဟိနာယနာဘုန်းကြီးမဟာယနာဘုန်းကြီးလာကြိုပြီးတော့ဂျပန်ဘုန်းကြီးတွေပေါ့လေအဲ့ဒါဂျပန်ကျောင်းရောက်သွားတဲ့အခါကျတော့တဲဒီမှာလာတော့ကတော့ဝတ်စုံနဲ့ဗာနဲ့ကြာနာနာကိုရောက်တဲ့အခါကျတော့ဘုန်းကြီးကဘောင်းမီနဲ့အင်ကြီးနဲ့ဖြစ်နေတော့နိဒကန်းဆိုတော်ကြီးကမေးတယ်ကိုလေသိမ်းမှလာကြိုတော့ကတော့သင်္ကန်းနဲ့ဗာနဲ့အခုဘယ်လိုလဲဒီရောက်တော့ဘောင်းမီတွေအင်ကြီးတွေနဲ့ဖြစ်နေပါလားနိဒကန်းဆိုတော်ကြီးကမေးတော့အဲ့ဒီမဟာယာနဘုန်းကြီးကဂျပန်ဘုန်းကြီးကဖြေတယ်တဲ့လူကြားထဲသွားတဲ့အခါကျတော့လေလူများမြင်ကောင်းအောင်နေရတာပဲလို့ဆိုတယ်တဲ့လူကြားထဲမဟုတ်ဘူးကိုเจ้าမှာကိုဆိုတော့ကိုနေနေလုံးနေတာပဲလို့ဆိုတယ်တဲ့အဲ့ဒါနဲ့ပြီးတဲ့အခါကျတော့နိဒကန်းဆိုတော်ကြီးကိုမိတ်ဆက်ပေးတယ်မြို့သမီးတယောက်ခေါ်ပြီးတော့မြို့သမီးကလည်းကရုံးသီလရှင်အဲ့ဒါဘာလဲသီလရှင်တဲ့ငါဇနီးဒါဘာလဲဒါသားဒါသမီးအဲ့ဒါငါသားကြည်လိုက်ရင်ဘုန်းကြီးကိုပေးမှာငါသမီးကြည်လိုက်ရင်သီလရှင်ကိုပေးမှာဒီလိုကိုအဲ့ဒါဘုန်းကြီးတို့ဒါမြတ်စွာဘုရားကတော့ဘုန်းကြီးတို့ထေရဝါဒသာသနာမှာကတော့သာသနာကုံမဒါမျိုးတွေဖြစ်မယ်လို့ခေါ်ထားပေမဲ့လို့ဂျပန်တို့ဘာတို့မှာဘုန်းကြီးတို့ပြည်သားဒီမဟာယာနဘုန်းကြီးတွေကအဲ့ဒီလိုအိမ်တော်ပြုခြင်းတာမွေခြင်းဆိုတဲ့အလုပ်ကိစ္စတွေကိုခုတည်းကသူတို့ဆောင်ရွက်နေကြတာပဲအဲ့တော့တူချင်းချင်းလူရင်းနားလည်အောင်ပြောလိုက်ရအောင်ဘုန်းကြီးတို့ထေရဝါဒသာသနာမှာလည်းပဲနောက်ပိုင်းပေါ့လေဒကာတော်မတွေဘိုးလေဝသားတွေခေါင်းပြီးတော့ရာသီဥတုတွေဖောက်ပြန်ပြီးတော့စားစရာတောက်စရာမရှိလို့ဒုက္ခရောက်နေတဲ့အချိန်မှာတန်ဃာတော်တို့ကိုလှည့်မကြည့်နိုင်ကြတော့ဘူးဆိုရင်တန်ဃာတော်တို့ကလည်းတို့မှလှည့်မကြည့်ပဲနဲ့ဗာဒီဝဏိသိက္ခာဘုဒ္ဓလိုက်နာတရားလိုသေးလေတို့မျက်နှာကြည့်နေတရားမလိုဘူးတို့ကတို့ရှားစားနေရတာတို့ကတို့နေခြင်းတဲ့ပုံစံတိုင်းနေမယ်ဆိုပြီးတော့အဲ့ဒါအိမ်အောင်ပြုခြင်းတောင်းမွေးခြင်းဆိုတဲ့လုပ်ငန်းကိစ္စတွေကိုလှုပ်လာကြလိမ့်မယ်တဲ့အဲ့ဒီတော့ဒီသင်္ကန်းကြီးဟာဘယ်လိုဖြစ်လာသလဲဧတ္တရေသင်္ကန်းဟာ
ခဏခဏပတ်တင်ရခဏခဏရမ်းနဲ့လျှော်ရဖို့ရတာလဲတာဝန်ကြီးတယ်အဲ့တော့ဒီသင်္ကန်းကိုလေးတယ်ဆိုပြီးတော့ရှုပ်တယ်ဆိုပြီးတော့ဒီသင်္ကန်းကိုခြုံမောပြစ်တင်အဲ့ဒီခြုံမောမပြစ်တင်ချိန်လေးမှာဒီသင်္ကန်းတွေကလက်သားလောက်လက်မလောက်သင်္ကန်းစာလေးကိုကကြီးလေးနဲ့ကြိုက်ပြီးတော့လက်ဘင်းထဲမှာခြိထားမယ်နားထဲမှာပန်ထားမယ်လက်ကောက်ဝတ်မှာခြိထားမယ်အဲ့ဒီချိန်ထိအောင်ကိုလိန်ခသာသနာမကွယ်သေးဘူးတဲ့သင်္ကန်းအကြီးကြီးတော့ပျောက်သွားပြီသင်္ကန်းအသေးလေးတွေကြံသေးတယ်လက်ထဲမှာနားထဲမှာတွေ့ကြရဝတ်တွေကိုကောက်ဝယ်ထားမယ်သင်္ကန်းစာလေးတွေရှိနေအောင်မယ်အဲ့ဒီအချိန်မှတော့မှပြေးသားရေအဲ့ဒီအချိန်မှတော့မှတန်ခတ်တာဒေမာလို့တန်ခတ်ခုံကိုရင်မှန်းပြီးတော့လှူအောင်မယ်ဆိုရင်အကျိုးပေးနိုင်သေးတယ်တန်ခတ်ခုံကိုအာယုံပြုတယ်ဘာကုံကိုအာယုံပြုပုဂ္ဂိုလ်ကိုကြည့်ရင်ကတော့ကြီးညိုစရာတခွက်မှမရှိတော့အိမ်တော်ပြုတယ်တားမွေးတယ်အเจ้าမှာပကက်တွေနဲ့ကလေးတွေနဲ့စူးညံပွဲနဲ့ဘုန်းကြီးကကလေးထိပ်ပကက်တွေဒီလိုလုပ်ရဲ့အချိန်မျိုးကိုရောက်လိမ့်မယ်တဲ့သာသနာကွယ်တဲ့အခါကျတော့ဒါပေမဲ့လို့နားထဲမှာလည်းပင်ထဲမှာလက်ကဝတ်ထဲမှာသင်္ကန်းစာလေးရှိနေသေးတယ်အဲ့ဒီသင်္ကန်းစာဟာလည်းပဲလဲလုံရင်ရလုံရင်နဲ့တောတဲ့တောင်တဲ့သွားရင်နဲ့ကလေးထိန်ရင်နဲ့ဘယ်နားမှာပြုတ်ကြလို့ပြုတ်ကြမှမသိတော့ဘူးဆိုရင်ဘယ်ရောက်သွားမှမသိတော့ဘူးဆိုရင်လိန်ခသာသနာကွယ်သွားပြီဘာသာသနာလိန်ခဆိုတာအသွင်ပြင်ကိုပြောတာယဟန်အသွင်တာမဏေအသွင်ပျောက်သွားပြီတဲ့အဲ့ဒါလိန်ခသာသနာကွယ်သွားပြီနောက်သာသနာကွယ်မှာကဓာတုသာသနာဘာသာသနာဓာတုသာသနာကွယ်တာကတော့ဘုန်းကြီးတို့ဘုရားရှင်ကိုရောမြတ်ရဲ့တတ်တော်ထင်ရှားရှိစဉ်ကာလကပေးထားခဲ့တဲ့ဆံတော်တွေမြတ်စွာဘုရားပြိဋိဘံဆံပြီးတဲ့နောက်မှာဒေါနာပုံနာကြီးဟိုကုသေနာယုံမှာဝေရာဓာတ်တော်တွေဘုရားရဲ့ဓာတ်တော်တွေဟာစေတီတွေတည်ထားကြတာတခါတည်းအတောကမင်းကြီးတို့ဘုရားဓာတ်တော်တဲ့ထဲကရတဲ့ဓာတ်တော်တွေနဲ့စေတီတွေတဲကြဆံတော်တွေစေတီတွေတဲကြဘုန်းကြီးတို့အခုရွှေရကုန်းတို့ရှင်မောတော်တို့တိုက်ထီရိုးတို့ဘုရားရဲ့ဆံတော်တွေဌာပနာပြီးတော့တည်ထားတဲ့စေတီဘုရားအဲ့ဒီစေတီဘုရားတွေကိုလည်းပဲပြိုကျပျက်စီးဒကာဓမ္မတွေကလည်းမသွားကြတော့ဘူးကိုယ့်ဟာကိုယ်စာဝတ်နေတော့မနေဆိုတော့ဘုရားဘူးလည်းမသွားနိုင်တော့ဘူးဘုရားရွှေသင်္ကန်းလည်းသွားမကနိုင်တော့ဘူးဘုရားရှင်မိပန်းလည်းမပူဇော်နိုင်တော့ဘူးအဲ့ဒီလိုမြတ်စွာဘုရားရဲ့ဓာတ်တော်တွေဆံတော်တွေနဲ့တီထားကိုယ်ွယ်အပ်တဲ့စေတီတွေကိုသွားပြီးတော့စေမီးလေးတစ်ခွက်ဆွန်းလေးတစ်ပွက်သစ်သီးလေးတစ်လုံးထဲမှာလာရောက်ပြီးတော့ပူဇော်တဲ့သူတွေမရှိကြတော့ဘူးဆိုလို့ရှိရင်တဲ့အဲ့ဒီဓာတ်တော်တွေဆံတော်တွေအံတော်တွေဟာဧတတိကောင်းကင်ယံကနေအကုန်လုံးဌာပနာတိုက်တွေကိုဖောက်ထွက်ပြီးတော့ကောင်းကင်ယံကနေပြန်ပြီးတော့ဘောဓိပင်ကြီးမှာသွားစုမယ်တဲ့ဘယ်ပင်ကြီးမှာသွားစုမယ်ဘောဓိပင်ကြီးမှာမြတ်စွာဘုရားပွင့်တော်မူတဲ့ဘောဓိပင်ကြီးမှာလူပြည်နတ်ပြည်နဂါပြည်ကလုံးပြည်တွေမှာရှိနေတဲ့ဓာတ်တော်တွေဟာအကုန်လုံးကြွတော်မူလာပြီးတော့ယခုအိန္ဒိယနိုင်ငံဂယာဒေသမဟာဘောဓိပင်ကြီးမှာလာရောက်စုပုံပြီးတော့ဘုရားရှင်ကိုရောမြတ်တတ်တော်ထင်ရှားရှိတဲ့ကဲ့သို့ရုပ်ပုံတော်ကြီးဖန်ဆင်းပြမယ်တကူဗျာတိဟံကိုလည်းပြလိုက်မယ်ဆံတော်ကဆံတော်နေရာပြန်တက်သွားတော်ကသွားတော်နေရာပြန်တက်အကုန်လုံးပိဋကတ်တွေသူခါတဲ့ဘယ်မှာမှမကြံတဲ့သွားတော်တွေဆွဲတော်တွေအခုတရုတ်ပြည်မှာရှိနေတဲ့ဘုန်းကြီးတို့မြန်မာနိုင်ငံကိုဆွဲတော်ကြွလာတာတရုတ်ပြည်ကဆွဲတော်ဒါပူဇော်နေကြသေးတာအခုတကယ်လို့ဒါသာသနာလိင်္ဂသာသနာကွယ်လို့ပရိယတ္တိသာသနာကွယ်လို့ပရိပတ်တိသာသနာကွယ်ပရိဝေဒသာသနာကွယ်လိင်္ဂသာသနာကွယ်ဓာတုသာသနာကွယ်တဲ့နေမှာပြည့်တတ်တယ်အဲ့ဒီတရုတ်ပြည်မှာရှိနေတဲ့ဆွဲတော်တွေကုန်လုံးသူ့အတူတကိုးနဲ့ပဲကောင်းကင်ယံကနေပြန်ကြွပြီးတော့သူ့နေရာသူပြန်တက်လို့ဗုဒ္ဓရဲ့ရုပ်ပွားတော်အသွင်ကိုဖန်ဆင်းပြလို့တကိုးဗျာတိဟာပြမယ်တဲ့စัจ java လာတိုက်တသောမှရှိနေတဲ့နတ်တွေမြမာတွေကဘောဓိပင်ကြီးအောက်မှာစုဝေးပြီးတော့ဘောဓိပင်ကြီးအောက်မှာစုဝေးပြီးတော့နတ္တတိလောကောဝတ္တဘောနတ္တတိလောကောဝတ္တဘောဘိုးအိုချင်းတို့
နတ္တိလောကလောကကြီးပြည့်စည်ပြီလောကကြီးအမှောင်ဖုံးသွားပြီလို့နတ်တွေမြမတွေကပိသတ်တွေအဲ့ဒီဘောဓိပင်ကြီးအောက်မှာရောရန္တိကောင်းစွာမဲ့သွေငိုကြွေး၍နေကြလေကုန်ပြီတကားလူသားရဲ့လို့အဲ့ဒီချိန်မှာဘုန်းကြီးတို့ပိသတ်ရေတယောက်မှမရှိတော့နတ်တွေမြမတွေကြီးပဲစုယုံပြီးတော့ဘောဓိပင်ကြီးမှာလောကကြီးပြည့်စည်ပြီလောကကြီးအမောင်ဖုံးသွားပြီလို့နတ်တွေမြမတွေကတယောက်နဲ့တယောက်လက်တူပြောဆိုပြီးတော့ငိုကြွေးလိမ့်မယ်အဲ့ဒီနေမိတာဖန်ဆင်းထားတဲ့ဘုရားဟာရောင်ကြီးတော်6ပါးလွှတ်မဲ့တဲ့ဘောဓိပင်ကြီးအောက်မှာရောင်ကြီးတော်6ပါးလွှတ်ပြီးတော့ဘယ်ကိုသွားမတုံးဆိုလို့ရှိရင်အဲ့ဒီရုပ်ပါတော်ကြီးဟာကန္တာမာရဏတောင်ကိုကြွသွားမယ်ဘယ်တောင်ကိုကြွသွားမလဲအေးဘောဓိပင်ကြီးအောက်ကနေပြီးတော့အဲ့ဒီရုပ်ပါတော်ကြီးကတခါတည်းကောင်းငင်ရံကနေပြီးတော့လေကန္နာမာရဏတောင်ကိုကြွသွားမယ်ဟာဗုဒ္ဓကိုယ်စားနေမိတာရုပ်ပါတော်ကြီးကန္နာမာရဏတောင်ကိုကြွသွားပြီးလိုက်ကြစို့လိုက်ကြစို့စัจ java လာပေါင်းတိုက်တောင်းကနတ်တွေမြမာတွေဟာအဲ့ဒီရုပ်ပါတော်ကြီးနောက်ကနေပြီးတော့နတ်မြမာတွေအလုံးဟာလိုက်သွားကြတာဟိုရောက်တော့ကန္နာမာရဏတောင်ရောက်တော့မင်းစုတကနတ်ပန်းမင်းကြီးမှာအဲ့ဒီနေမိတာရုပ်ပွားတော်ကြီးဟာပြေတတ်တယ်နတ်မြမာတွေကိုတရားဟောမယ်တဲ့ဂတိတသိန်းကျွတ်တန်းဝင်မယ်တဲ့ဂရေဘယ်လောက်တဲ့လဲဂရေတသိန်းကျွတ်တန်းဝင်မယ်တဲ့အဲ့ဒါကိုဘုန်းကြီးတို့ပြေတာပေါင်းတော်ကောင်းတို့ကြားဘူးနေတာရောင်တော်ပြန်ပွဲတယ်ဘာပွဲတယ်လဲအေးဘုရားရဲ့ရောင်ကြီးတော်တွေအကုန်လုံးအဲ့ဒီမှာဆူဝေးပြီးတော့ကန္နာမရဏတောင်တော်ကြီးကိုပြန်သွားတာကန္နာမရဏတောင်မေဇုတကနတ်ပန်းမင်းကြီးအောက်မှာနေမိတာရုပ်ပွားတော်ကြီးကနတ်တွေမြမတွေကိုတရားဟောမယ်လူသားတယောက်မှမပါဘူးတဲ့အဲ့ဒီချိန်မှာဘုန်းကြီးတို့နတ်ဖြစ်နေရင်လည်းကောင်းမယ်မြမဖြစ်နေရင်လည်းကောင်းမယ်ဘာဖြစ်လို့တုံးဆိုတော့ဒီဘုရားကိုစားနေမိတာရုပ်ပွားတော်ကြီးကိုခုတွေ့ရမယ်တရားနာရမယ်ဒါကဈာကာလသာသနာဓာတုသာသနာကွယ်ကံဤကာလမှာဒီတစ်ချက်အခွင့်ကောင်းရှိတယ်ဟုတ်လားပြေသားရေဒီတစ်ချက်လေးအခွင့်ကောင်းရှိတယ်ဘုရားမို့လို့ဘုန်းကြီးတို့တရားချစ်ခင်စေကောင်းဝင်တဲ့သူတော်စင်တွေအိုးတို့လူဘဝမနေလို့သိရင်ကဲဘယ်သွားနေကြမလဲဘယ်သွားနေကြမလဲကိုနေရာလေးကိုရွေးထားတတ်မှတ်နေရာယူကြပါပါတယ်လေပြေသားရေကိုနေရာလေးကိုတတ်မှတ်ထားနော်ငါဘယ်သွားမလဲငါဘာမှသွားနေရမယ်ငါနေရာဘာမှလဲဒီဘဝကမနေလို့သိငါဘယ်ကိုသွားမလဲနတ်ပြည်ကိုရောက်သွားရင်တော့ဖြင့်နတ်တတန်းကတော့အလွန်ရှည်တယ်ပေါ့ပြေသားရေဒါကြောင့်ဘုန်းကြီးတို့ဟောဖို့ပါတယ်တိရိယပပဒထေရပါဒံတရားတောင်ပီလာဆတော်ကြီးအကြောင်းဟာတောင်ပီလာဆတော်ကြီးတို့ဒါကြောင့်ရုပ်ကစိုးဘဝကိုဆူတောင်းတာကိုတောင်ပီလာဆတော်ကြီးကငါမနေလို့သိရင်တဲ့အလွန်တက်တန်းရှည်သောရုပ်ကစိုးနတ်မင်းကြီးငါဖြစ်ချင်တယ်တက်တန်းရှည်တဲ့ရုပ်ကစိုးနတ်မင်းကြီးအဲ့ဒီမှာနေမိတာရုပ်ပွားဖန်ဆင်းတာကြီးခုတွေ့ရပြီးတော့အဲ့ဒီမှာတရားတွေဟောမယ်တရားတွေနာမယ်နတ်ပြမဂရေပေါင်းတသိန်းကျွတ်တန်းဝင်ကြလိမ့်မယ်တဲ့တရားပွဲလဲပြီးလဲပြီးရောဘေးသတ်တယ်နေမိတာရုပ်ပွားတော်ကြီးကဘယ်သူမှမီးမရှို့ရပဲနဲ့သူ့ဟာသူမီးတွေလောင်ပြီးတော့စာလိုပြောတော့တေဇောဓာတ်လောင်တယ်မီးတွေလောင်ပြီးတော့ဘာမှမကြမ်းတော့ပဲနဲ့အကုန်လုံးခြုံငိမ့်သွားတဲ့ပွဲကိုဓာတုပရိနိဗ္ဗာန်စံတဲ့ပွဲဘာပရိနိဗ္ဗာန်စံတဲ့ပွဲအေးအဲ့ဒါကိုဓာတုသာသနာကွယ်တဲ့နေတဲ့သာသနာ5မျိုးကွယ်သွားပြီသာသနာဘယ်နှမျိုးပရိယတ္တိသာသနာကွယ်ပရိပတ်တိသာသနာကွယ်ပရိဝေဒသာသနာကွယ်လိင်္ဂသာသနာကွယ်ဓာတုသာသနာကွယ်လိင်္ဂသာသနာကွယ်တဲ့ကဘုန်းကြီးယဟန်တာကသာမဏေဆိုတာဘယ်လိုမှမဘူးတွေ့နိုင်တော့ဘူးအေးဒါကြောင့်မို့လို့จิตသားသာရိဗုဒ္ဓရာဘုရားရှင်ကိုရောမြတ်ကจิตသားသာရိဗုဒ္ဓရာသာသနာ5မျိုးလုံးကွယ်သွားပြီဆိုရင်လောကကြီးမှာကောင်းတာမကောင်းတာခွဲခြားပြတာညွန်ပြဆုံးမမဲ့ပုဂ္ဂိုလ်တွေလည်းမရှိတော့ဘူးဒါကြောင့်မို့လို့ဘုန်းကြီးတို့မဟာကန္တယုံဆိုတော့ဘုရားကြီးရေးခဲ့တာဘုရားရှင်တော်မပွင့်ပေါ်ကလူတော်အများစိတ်ကောင်းထားလဲဤကားကုသိုလ်အကုသိုလ်နဲ့ထိုဘုံဘဝမတိယမြာလာအပြစ်တွေ
အဲ့ဒါလေးဆိုကြည့်ဘုရားရှင်တော်မပွင့်ဘောကလူတော်အများစိတ်ကောင်းထားလေဤကားကုသိုလ်အာကုသိုလ်နဲ့ထိုထိုဘုံဘဝမတိယမြားလှအပြစ်တွေဘုရားရှင်တော်မပွင့်ဘောကလူတော်အများစိတ်ကောင်းထားလေဤကားကုသိုလ်အာကုသိုလ်နဲ့ထိုထိုဘုံဘဝမတိယမြားလှအပြစ်တွေအဲ့ဒီတော့ကုသိုလ်မှအာကုသိုလ်မှမသိတော့ဘူးတဲ့မသိတော့အဲ့ဒီခေလူသားတွေသူတို့မလုံရဲတဲ့အလုတ်ဆိုတာဘာမှမရှိတော့ဘူးတဲ့ဒုစရိုက်တရား10ပါးလုံးထွန်းကားသွားပြီဒုစရိုက်တရားဘယ်နှပါးသူတတသူပစ္စည်းကိုသူသားမယားစောကကာယကံ3ပါးမုဒ္ဒဝါဒပိတုနာဝါစာပရုဇဝါစာသမ္မာပလာပါလိမ့်မယ်ဆဲမယ်ဆိုမယ်တိုင်းထွားမယ်စကားကြံကြံတန်းတန်းနေပြောမယ်အနှစ်သာရမရှိတဲ့စကားတွေပြောမယ်အဲ့ဒါဝစီကံ4ပါးဝစီကံဘယ်နှပါးကာယကံ3ပါးဝစီကံ4ပါးနောက်တကပိယတအဘိဓါပြာပါဒမိစ္ဆာဒိဋ္ဌိတဲ့မနောကံ3ပါးမနောကံဘယ်နှပါးပေါင်းရင်10ပါးပိယတတွေအဲ့ဒီဒုစရိုက်တရား10ပါးလုံးထွန်းကားပြီဒုစရိုက်တရားတွေဒုစရိုက်လုပ်ငန်းတွေသူတို့လုံလဲလုံလာကြတော့ပိယတတွေဘာဖြစ်လာကြမလဲဆိုရင်စိတ်ကြံကိုယ်ကြံရုပ်တွေကြံလာမယ်ဒေသအာယုနာပိပရိဟာယမာနနံဝောနေနာပိပရိဟာယမာနနံတဲ့စိတ်ကြမ်းမှတော့ရုပ်လဲကြမ်းကုန်တော့တာပဲကိုကြမ်းမှတော့ရုပ်လဲကြမ်းကုန်တော့တာပဲစိတ်ရောကိုယ်ရောကြမ်းမှတော့နှုတ်လဲကြမ်းလာကြတယ်တဲ့အဲ့ဒီလိုရုပ်ကြမ်းစိတ်ကြမ်းကိုကြမ်းဒီဘုန်းကြီးတို့ပြေးတာအဲ့ဒီခစ်ကိုမပြောပါနဲ့ဦးအခုဘုန်းကြီးတို့ခစ်ကိုပဲကြည့်လိုက်ဒေါသကြီးတဲ့ပုဂ္ဂိုလ်စိတ်ကြမ်းတဲ့ပုဂ္ဂိုလ်ရဲ့ရုပ်ဟာကြည်တမ်းရုပ်လဲကြမ်းတာပဲဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာထားကြီးတင်းပြီးတော့ခါမျက်ထောက်ကြီးနေပြီးတော့ရုပ်ကြမ်းလာဘလောက်ငကိုယ်တည်းကနုညံ့သိမ်မွေးတဲ့ရုပ်ပဲဖြစ်ဖြစ်ဒေါသဖြစ်လာပြီဆိုလို့ရှိရင်တော့အဲ့ဒီမျက်နှာကြီးကနေရဲပြီးတော့တခါတည်းရုပ်ကကြမ်းသွားတာပဲဟိုခစ်ကောင်မပြောနဲ့အခုသာသနာမကုန်သေးဘူးသာသနာမကွယ်သေးဘူးသာသနာ1550ပဲရှိနေသေးတယ်သာသနာတဝက်ကျိုးနေတဲ့အချိန်မှာတော့ကြည်သားဘလောက်လှတဲ့အမျိုးသမီးပဲဖြစ်ဖြစ်ဘလောက်လှတဲ့အမျိုးသားပဲဖြစ်ဖြစ်ဒေါသစိတ်ကြမ်းလာတဲ့အခါမှာရုပ်ကြမ်းလာတယ်စိတ်ကြမ်းရင်လည်းဗာကြမ်းလာတယ်ရုပ်ပါကြမ်းလာတာပါးစပ်ကလည်းပဲတခါတော့ခါဆဲဆိုတိုင်းထွားလက်သီးတွေနဲ့ကြမ်းနေထူးကြိုက်မယ်နဲ့မယ်ဆွဲလာရမ်းလာနဲ့ဒီလိုတွေဖြစ်လာတာဒါကြောင့်မို့လို့စိတ်ကြမ်းလာရင်ရုပ်ကြမ်းလာမယ်တေတံအာယုနာပိပရိဟာယမာနံဝန္နေနပိပရိဟာယမာနံရုပ်တွေကြမ်းစိတ်တွေကြမ်းလာတော့ဘာတွေဆုပ်ယုံလာမလို့ဆိုရင်အာယုနာပိအသက်တွေဆုပ်လာမယ်အသက်ဆုပ်တယ်ဆိုအသက်တူတယ်တဲ့အဲ့ဒီခေတ်ကြတော့အသက်တူပြီအဲ့တော့လူတွေရဲ့တက်တန်းဟာဘုန်းကြီးတို့ပြည်သားရဲ့ကဲဘုန်းကြီးကြော်ပြောလိုက်တော့မယ်လူတွေရဲ့တက်တန်းဟာလေဘယ်လောက်ထိအောင်ကိုအသက်တွေဆုပ်ယုံသွားမလို့ဆိုလို့ရှိရင်တဲ့ဟိုသက္ကဝတ္တိသုတ်တံမှာပြထားတာရှိပါတယ်ဘဝေတတိကောဘေခဝေသောဘဝေတတိခောဘေခဝေသောယံဣမေတံမနုဿာနံသတ္တဝတ္တယုဂဗုဒ္ဓံဘဝေတံတိဓတ္တဝတ္တယုကေတုဘိက္ခွေမနုဿေတုပိစဝတိကကုမာရိကအလံပတေယံဘဝေတံတိဘေခဝေယံတို့မြတ်ဥစေတတို့ဣမေတံမနုဿာနံအတ္တိလူတို့ရဲ့ဓတ္တဝတ္တယုဂ10နှစ်အသက်ရှိကုန်သောတတန်းတွေကဘယ်လောက်ထိဆုတ်သွားမလို့ဆိုရင်တဲ့ဘုန်းကြီးတို့ဆုတ်လာတဲ့တက်တန်းကိုကြည့်မြတ်စွာဘုရားပွင့်တော်မူတာဘုန်းကြီးတို့ပြည်သားယာတန်းမှာပွင့်တာဘုရားဘယ်လောက်တန်းမှာပွင့်လဲဘုရားယာတန်းမှာပွင့်တာအခုဘုရားပြိဋိဘံဆံသွားတာနှစ်ပေါင်း2500အနှစ်1000ကိုတစ်နှစ်ဆုတ်တယ်အနှစ်1000ကိုတစ်နှစ်ဆုတ်တယ်ဆိုတော့နှစ်ပေါင်း2500ဆိုတော့25နှစ်ဆုတ်သွားတာဘယ်လောက်ဆုတ်သွားလဲအဲ့တော့100တဲက25နှုတ်တော့ဘယ်လောက်ကျန်လဲဘုန်းကြီးတို့နေတာ85နှစ်တန်း85နှစ်တန်းကနေအနှစ်1000ပြည့်လို့ရှိရင်ဆုတ်အောင်မယ်တစ်နှစ်အဲ့လိုနဲ့ဆုတ်သွားတာ
85တက်တန်းကနေ84နှစ်တန်း84နှစ်တန်းကနေပြီးတော့ဆုတ်သွား83နှစ်82နှစ်81နှစ်80အဲ့ဒီလိုတခါလဲ80ဆိုတာအသက်ကြီးဆုံးပဲအဖိုးဖွားအဲ့ဒီကနေဆုတ်69ဆိုတော့ရှားပြီမရှိတော့ဘူး69ကနေဆုတ်သွားတာ50ကနေဆုတ်အသက်စိတ်ကနေဆုတ်အသက်20ဆိုရင်အဖိုးကြီးဖွားကြီးဖြစ်ပြီတဲ့အဲ့ဒီအသက်20ကနေဆုတ်သွားတာဘယ်လောက်ထိတော့10နှစ်တန်းနဲ့ဘယ်လောက်တက်လဲဘေးတိုင်းဘေကဝေယံတော်မြတ်ဥစေတာတို့ဣမိတမနုဿာနအဲ့ဒီ10နှစ်တန်းလူတို့ရဲ့ဓာတဝတ္တယူက10နှစ်အသက်ရှိကုန်သောပုဒ္ဒသာသမီတို့သည်ယံယသမိန်ကာလေအကျဉ်ကာကာလနေဘဝေတန်တိဖြစ်ကုန်လက်တံဘေကွေယံတော်မြတ်ဥစေတာတို့ဓာတဝတ္တယူကေသူ10နှစ်တန်းကိုရောက်ကုန်သောမနုဿေသူလူတို့သည်ပင်စဝတိကာ9နှစ်ရှိကုန်သောကုမာရိကာတထိုသမီတို့သည်အလံပတေယံယောက်ျားပေးသားခြင်းကသင်ကုန်သည်ဘဝေတန်တိဖြစ်ကြပေလိမ့်မယ်လို့ဘေကဝါဘုံတော်6စုအောင်လံထူဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကအဝေါစာကရုဏာရှိတာမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်းငါနဲ့သားငါနဲ့သမီးအိမ်အောင်ပြုကြလိမ့်မယ်စနေတန်းကတိတ်ကြောက်เสียကောင်းတဲ့ပြေးတာရဲ့ဘုန်းကြီးတို့ပြေးတာအမြင်တော့မြင်ကြည့်တာရှင်ဗျာငါနဲ့သမီးငါနဲ့သားဘယ်လိုလုပ်ပြီးတော့အိမ်အောင်ပြုမှလဲအခုငါနဲ့ကလေးတွေတပည့်တော်တို့ဒီကလေးနဲ့သွားမနိုင်နဲ့ပြေးတာရဲ့ဟိုစနေတန်းကြတော့အဲ့ဒီလိုမဟုတ်တော့အဲ့ဒီစနေတန်းကိုမပြောပါနဲ့အခု95နှစ်တန်းမှာတော့မှကလေးတွေရဲ့အသိဉာဏ်တိတ်ကိုထက်လွန်အားကြီးတယ်ကလေးတွေရဲ့အသိဉာဏ်တိတ်ကိုရှေ့ရောက်လွန်အားကြီးတယ်တချို့ကလေးတွေဟာဘုန်းကြီးတို့တခါကြီးတွေမကြီးတွေငယ်ငယ်ကအသိဉာဏ်နဲ့တခြားစီကလေးတွေကတိတ်ပြီးတော့အသိဉာဏ်နဲ့တိတ်ထက်လွန်အားကြီးနေတယ်ဘာပဲဖြစ်ဖြစ်ပေါ့လေအသိဉာဏ်နဲ့ပတ်သက်ရင်တို့ကကိုယ့်ထက်ကိုသာတဲ့ခါရှိနေကြတယ်အဲ့တော့မြတ်စွာဘုရားဟောထားခဲ့တာဘုရားသားရေဘုရားတို့မြည်တယ်မှာဧကဝဆလံတခွန်းဤတော့စကားပဲပြောမယ်စကားနှစ်ခွန်းဘယ်တော့မှမပြောဘူးဒါကြောင့်9နှစ်သမီး9နှစ်သားအရွယ်မှာအိမ်အောင်ပြုကြလိမ့်မယ်တဲ့အသက်အကြီးဆုံးဟာ10နှစ်ပဲတဲ့အဲ့ဒီခါကျရင်ဘုရားသားတည်းရင်ဘာဖြစ်လာမတော့ဆိုလို့ရှိရင်ကကြီး3ပါးပေါ်လိမ့်မယ်ကကြီးဘယ်နှပါးဘုန်းကြီးတို့ဘုရားသားကြားဘူးလိမ့်မယ်က3ပါးရပ်ပြည့်10ပါးရန်သူမျိုး5ပါးမကြားဘူးလားဒါမြင်ကတ်ဆိုတာပါလေဒါဘုန်းကြီးတို့ဒါလေးကိုစီစေးအောင်ကတ်ကြီး3ပါးတဲ့ကတ်ဆိုတာပျက်စီးခြင်းကိုကတ်လို့ခေါ်တယ်တတ္တဝါတွေပျက်စီးခြင်း3ပါးနဲ့ပျက်စီးပြီးသေကြေကြတာကိုကတ်ဆိုင်တယ်တဲ့။ဘာဆိုင်တယ်တဲ့လဲ။ဒါမြင်ရင်ကတ်ဆိုင်တယ်ဆိုတာဘယ်လိုဟာမျိုးလဲနံပါတ်1အငါဘေးဆက်ရောက်လာခြင်းအဲ့ဒါကိုဒုဗ္ဗိကံတရကနောက်တကနံပါတ်2တထံတရကဒီတဲ့ယောဂဆန်းတဲ့အခုဘုန်းကြီးတို့85နှစ်တန်းတွေကိုယောဂဆန်းတွေကဘုရားဟောပါဠိတော်ကိုထောက်ခံနေတယ်လက်နဲ့ဆန်းနေလည်းပဲအခုထောက်ခံနေပြီဘုံလေးတွေတေးသေးလေးတွေနဲ့ပေါက်လိုက်ရင်မြည်လိုက်ရင်အခြေကြီးဘာမှမရှိတဲ့ဘောပင်လေးလောက်ရှိတဲ့ချိန်ကိုက်ဘုံတစ်ဘုံကလည်းပဲလူတွေမြောက်များစွာကိုတေးကြပျက်စီးနိုင်ပါတယ်အဲ့ဒါတွေကလက်နဲ့ဆန်းနေပေါ်လာတာဘာတွေပေါ်လာတာလဲလက်နဲ့ဆန်းနေပေါ်လာတာကိုတတ္တန္တရကတ်လို့ခေါ်ပါတယ်ယောဂဆန်းနေပေါ်လာတာကိုတော့ရောဂန္တရကတဲ့ကတ်ကြီး3ပါးကတ်ကြီးဘယ်နှပါးလဲကဲယောဂဆန်းနေပေါ်လာတဲ့အခုလက်တွေ့တွေကိုဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ကြက်သားမစားရဘူးကြက်ဥမစားရဘူးဘာဖြစ်လို့လဲကြက်ငှက်တုပ်ကွေးယောဂတဲ့ယောဂဆန်းပေါ်လာပြန်ဩအခုအသက်ရောင်အသက်ဝါဘီပိုးတဲ့အကင်ဆာယောဂတဲ့ AIDS ယောဂတဲ့မင်းတို့မင်းကြီးတို့ခေတ္တုံးကသီဘောမင်းတို့ခေတ္တုံးကမေ့ကြည့်သားမလား AIDS ယောဂကြားဘူးလားဆိုသီဘောမင်းကြီးကပြောမှာပေါ့ဘာယောဂလဲသိဘူးတို့ဘာကြလေးတို့လည်းမြန်မာနိုင်ငံမှာဒီယောဂဆိုးကြီးတွေဝင်လာတာ AIDS ယောဂတို့အသက်ရောင်အသက်ဝါဘီပိုးတို့အခုပါလဲကြက်ငှက်တုပ်ကွေးယောဂတဲ့ခါနောက်ဘာတွေပေါ်လာအောင်နားထောင်လေးပြေးသားရေးရှေးလျှောက်လေယောဂဆန်းနေပေါ်လေရှေးလျှောက်လေယောဂဆန်းနေပေါ်လေအဲ့ဓာတွေကဘာဖြစ်လို့လဲလူတွေရဲ့စိတ်ဓာတ်လူတွေရဲ့ကိုချင်းသီလပေါ်မှာအများကြီးမူတည်တယ်သီလတရားတွေပြက်လာကြပြီကိုချင်းတရားတွေပြက်လာကြပြီဆိုရင်အဲ့ဒါကတ်ကြီး3ပါးဆိုက်လိမ့်မယ်တဲ့ယောဂဆန်းနေဖြစ်ပေါ်လာလိမ့်မယ်အဲ့ဒီတော့ကောင်းပြီဘေးတတ်တည်း
အဲ့ဒီကကြီးသုံးပါးစိုက်တဲ့အခါမှာငတ်လို့သေတဲ့လူတွေဒုဗိကံတရကစိုက်လို့သေတဲ့ပုဂ္ဂိုလ်တွေသေပြီးဒီနောက်မှာဘယ်မှာသွားဖြစ်မတုံးဆိုရင်ပိဋ္ဌာဘုံမှာသွားဖြစ်မယ်ဘယ်ဘုံမှာသွားဖြစ်မလဲဟောအဲ့ဒီဆယ်နှစ်တန်းရောက်လို့ရှိရင်သွားရမယ်လမ်းကိုကိုယ့်အကူသိထားပြီးသားတဲ့ဒုပိကံတရကဆိုင်လို့ငတ်မောခေါင်းမတဲ့ဘေးကြီးဆိုင်လို့ထမင်းမစားရဟင်းမစားရပဲနဲ့အဲ့ဒီလိုအစာငတ်မောခေါင်းမတဲ့ဘေးကြီးဆိုင်ပြီးတော့တေကြတဲ့လူတွေဟာဘယ်ဘုံမှာသွားဖြစ်မလို့ဆိုပိဋ္ဌာဘုံတဲ့လက်နဲ့ဆန်းတွေနဲ့လက်နဲ့ဘေးနဲ့တေတဲ့လူတွေကဘယ်မှာသွားဖြစ်မလို့ဆိုရင်ငရဲဘုံမှာတဲ့ဘယ်ဘုံမှာတဲ့လဲငရဲဘုံမှာတဲ့ယောဂဆန်းတဲ့သေတဲ့လူတွေကတော့ပရိသတ်ရဲ့နတ်ပြည်မှာသွားဖြစ်မယ်တဲ့ဘယ်မှာသွားဖြစ်မယ်တဲ့လဲကကြီးသုံးပါးစိုက်တဲ့အခါမှာရှစ်ကတ်နှစ်ပါးကငရဲဘုံနဲ့ပိဋ္ဌာဘုံဘာဘုံနဲ့ဘာဘုံလဲဆယ်နှစ်တန်းရောက်လို့ရှိရင်အဲ့ဒီကကြီးသုံးပါးတပြိုင်နဲ့စိုက်တာနဲ့တကက်ကတ်နဲ့မိတဲ့ပုဂ္ဂိုလ်ဟာဒုဗိကံတရကတ်နဲ့မိတဲ့ပုဂ္ဂိုလ်သေရင်ငရဲပိဋ္ဌာဘုံသွားမယ်တထန္တရကလက်နဲ့သေတဲ့ပုဂ္ဂိုလ်တွေဟာသေရင်ငရဲကိုသွားမယ်ယောဂတွေဖြစ်ပြီးတော့ယောဂဆန်းတွေဖြစ်ပြီးတော့သေတဲ့ပုဂ္ဂိုလ်တွေကတော့နတ်ပြည်ကိုသွားမယ်တဲ့ဘယ်ပြည်ကိုသွားမယ်တဲ့လဲကဲတကယ်လို့များဘုန်းကြီးတို့10နှစ်တန်းကိုရောက်ခဲ့ရင်10နှစ်တန်းမှာလူဖြစ်ခဲ့ရင်ဘုန်းကြီးတို့ပြည်သားရေဘာနဲ့သေတာကောင်းလဲအမေတဲ့ဟုတ်ပါယောဂဆန်းတဲ့သေတာကောင်းတယ်တဲ့အဲ့တော့ဒီနေရာမှာထေကရာဆရာကပြောတယ်ပိဋကတ်ကြီးလူတိုင်းတော့မဟုတ်ဘူးတဲ့လူတိုင်းတော့နတ်ပြည်ကိုမရောက်ဘူးတဲ့ဘယ်လိုလူမျိုးတွေတုံးဆိုတော့ယောဂဆန်းနေဖြစ်ရောယောဂဆန်းနေဖြစ်တဲ့အခါကျတော့စိတ်ဓာတ်တွေကြာပြီးတော့ဩငါတို့ယောဂဝေဒနာတွေခံစားရလို့ကိုယ်စိတ်နှစ်ပါးဆင်းရဲပင်ပန်းဆင်းရဲတယ်လို့သူများတွေမခံစားကြပါစေနဲ့သူများတွေငါတို့ဖြစ်တဲ့ယောဂကြီးမဖြစ်ကြပါစေနဲ့လို့အဲ့ဒီလိုမေတ္တာပို့ရင်းနဲ့မေတ္တာစိတ်နဲ့သေမှနတ်ပြည်ကိုသွားတာ။ဘာစိတ်နဲ့သေမှတဲ့လဲ။ငါမို့လို့ဒီယောဂဖြစ်ရလားဆိုပြီးတော့ဒေါသစိတ်နဲ့သေရင်တော့ဖြင့်ငရဲပြည်သွားမှာတဲ့။ဟုတ်လားပိဋကတ်ကြီး။ယောဂဆန်းတဲ့သေတိုင်းလည်းပဲနတ်ပြည်ကိုမသွားပါဘူးတဲ့ထေကရာဆရာကဖွင့်ထားတာရှိတယ်။အဲ့တော့ယောဂဆန်းတဲ့သေရတာကောင်းတယ်လို့သွားမလုံးနေနဲ့ဟုတ်ယောဂဆန်းနဲ့သေတော့ယောဂဆန်းနေဖြစ်လာတဲ့အချိန်မှာမေတ္တာစိတ်လေးမွေးလိုက်တဲ့။ဘာစိတ်လေးမွေးလိုက်လဲ။အေးငါဖြစ်တယ်လို့မဖြစ်ကြပါစေနဲ့ငါကိုယ်စိတ်နဲ့ပါဆင်းရဲနေတယ်လို့ငါပင်မနွမ်းနေတယ်လို့တတ္တဝါတွေဒီယောဂဝေဒနာတွေမဖြစ်ကြပါစေနဲ့ဒီယောဂဘေးကြီးကလွတ်မြောက်နိုင်ကြပါစေလို့မေတ္တာပို့ရင်မေတ္တာစိတ်နဲ့နေပြီးတော့သေသွားတဲ့ပုဂ္ဂိုလ်မှနတ်ပြည်ကိုသွားမယ်။ဘယ်ကိုသွားမယ်။နတ်ပြည်ကိုသွားမယ်။လူပြည်လောကကကြီးသုံးပါးစိုက်ပြီးဆိုရင်နတ်ပြည်ကဝိသကြုံနတ်သားကလိုက်ပြောတယ်တဲ့ပိဋကတ်ကြီးကကြီးသုံးပါးစိုက်တဲ့အချိန်မှာနတ်ပြည်ကနေပြီးတော့ဝိသကြုံနတ်သားကလူပြည်ကိုဆင်းလာပြီးလိုက်ပြောတယ်ဟေးတိုင်းသူပြည်သားလူအများတို့9ရက်အတွင်းမှာဒီထက်ကြီးမားတဲ့တထန္တရကကြီးပေါ်လာလိမ့်ဦးမယ်လူတွေအချင်းချင်းတတ်ကြလိမ့်မယ်မမြင်ရအောင်တောထဲမှာသွားပုန်းနေကြတောင်တွေထဲမှာသွားပုန်းနေကြခူတွေထဲမှာပုန်းနေကြ9ရက်တိတိလိုက်ကြင်ညာတာလဲလောကကြီးကိုလှည့်ပြီးတော့ဝိသကြုံနတ်သားကကိုထင်ရှားပြပြီးတော့ခြံနေတန်းမှာဟေးပုံညာဟာ9ရက်နေလို့ရှိရင်လက်နဲ့အထူးရှာစရာမလိုဘူးပိဋကတ်ကြီးငါလက်ပြပုံလိုချင်လိုက်တာလို့စိတ်ထဲကတန်းတလိုက်တာနဲ့လက်ထက်မှာလက်ပြပုံလိုနေရောက်လာတယ်ဒီလက်ပြပုံနဲ့ဒီလူအုပ်ကြားတဲ့ငါပြစ်ထက်ချင်လိုက်တာဆိုရင်လက်လေးမြောက်လိုက်တာနဲ့အဲ့လက်ပြပုံကြီးကခါမြောက်သွားပြီးတော့ဝုန်းဆိုကြပြီးတော့အကုန်သိကုန်တာတဲ့အဲ့ဒီလောက်ထိအောင်ကိုပြင်းပြင်းထန်ထန်နေဖြစ်မှာဒါကိုနတ်ပြည်ကနတ်တွေကသိတယ်သိတဲ့အခါကျတော့ gain မဖြစ်ချေဘူး9ရက်အတွင်းပုံနေကြဟာဆိုပြီးတော့လိုက်អော်တော့ယုံတဲ့လူတွေကပုံတယ်မယုံတဲ့လူတွေကမပုံဘူးတယောက်နဲ့တယောက်နဲ့မျက်နှာချင်းဆိုင်လို့မရဘူးနော်မမြင်အောင်ပုံနေဘယ်လောက်ပုံရမလို့ဆို9ရက်ပဲပုံရမယ်ဘယ်နှစ်ရက်ပုံရမလဲအေးအဲ့ဒါနတ်អော်သွားပြီးတဲ့အချိန်ကဝိသကြုံနတ်သားကြီးနတ်ပြည်ကနေဆင်းလာပြီးတော့អော်သွားတဲ့အချိန်ကစပြီးတော့ပုံရင်ပုံမပုံရင်နေတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်လို့ကိုမရဘူးတဲ့တွေ့တာနဲ့တတ်ချင်တဲ့စိတ်ပဲပေါ်လာတာပဲတတ်ချင်လည်းပဲဒါအိမ်ကားနဲ့သွားဆွဲယူနေနဲ့
ဒီကောင်းကောင်ကဓာတ်နဲ့ထိုးသားချင်လိုက်တာလို့စိတ်ထဲကကြံစီလိုက်တဲ့လက်ထဲမှာဓာတ်အလိုလိုနေရောက်လာတယ်တဲ့ဘလောက်ကြောက်ဖို့ကောင်းတော့ဆိုတာဒါကြောင့်မို့လို့အဲ့ဒီလိုဘေးကြီးမျိုးနဲ့မကြုံရအောင်လို့ဘုန်းကြီးတို့ဖျားရှိခိုးတိုင်းရှိခိုးတိုင်းဗုဒ္ဓဘာသာတွေဆုတောင်းတာကသုံးပါဗါရပရိသတ်ရဲ့ရပ်ပြီး၈ပါးဟုတ်တယ်မို့လားဉာဏ်သူမျိုး၅ပါးဒါကြောင့်အဖိုးတွေအပွားတွေအဖေတို့အမေတို့ကိုသွားကြတော့ရင်ဗာပြောလေအေးကကြီး၃ပါးကလည်းလွတ်မြောက်နိုင်ကြပါစေအနာမျိုး96ပါးလည်းကင်းကြပါစေဖိုးတွေဖွားတွေဆုမပေးဘူးလားအမေတို့ဖေတို့ဆုမပေးဘူးလားပရိသတ်ရဲ့အေးဒါကြောင့်ကကြီး၃ပါးဆိုတာအဲ့ဒါပြောတာအဲ့ဒီကတ်နဲ့သွားဆိုင်တဲ့အချိန်မှာဘုန်းကြီးတို့ကလည်းလူသားဖြစ်တဲ့အချိန်ဆိုရင်တော့ပရိသတ်စဉ်းစားလို့ကိုမရအောင်ပဲကဲအဲ့ဒီတော့9 ရက်ပြည့်တဲ့အခါကျတော့တောတဲ့တောင်ထဲမှာပုံနေတဲ့လူတွေထွက်လာတော့လူနည်းစုပဲကြံတော့တယ်လောကကြီးတစ်ခုလုံးအလောင်းချင်းကိုထပ်နေတာတခါတည်းတယောက်နဲ့တယောက်နဲ့တတ်ကြဖြတ်ကြအဲ့ဒါတတ်ထန္တရကအကြီးအကျယ်9 ရက်တိတိဖြစ်မှာလေကြိုက်တဲ့လက်နဲ့တာတောင်းလိုက်စားဟာအနုမြူဘုံငါလက်ထက်ရောက်သေးဆိုဘုံဆိုရောက်လာတာပဲတဲ့ကံများဟာဘလောက်စမ်းကြဲတုံးဆိုတာကာမဝိပါကောအစိန်ဒီရောလို့ဆိုတဲ့အတိုင်းအဲ့ဒီတော့9 ရက်ပြည့်တော့တောတဲ့တောင်တွေကထွက်လာတဲ့လူတွေကကြည်ပြီးတော့စိတ်မကောင်းနေဖြစ်ကြလို့ဩလူတွေချင်းချင်းတပ်ဖြတ်ကြနေကြပြီကြီးစံအလောင်းတွေကြီးပဲကြံနေတော့တယ်ဒါဟာဒေါသတရားကြောင့်လောဘတရားကြောင့်ဒီလိုဖြစ်ရတာပါလားလို့ဆိုပြီးတော့တတ္တဝတ္တယုကေသောဘိကဝေမနုဿေတုတတ္တဟံတတ္တန္တရာကဝဘဝေတတိတေအညမေညာပိမိဂတင်ညာပတိလဘိတန္တိတေတိနာနိတထာနိဟထေတုပါတုဘဝေတန္တိတဲ့လူလို့တော့မထင်တော့ဘူးတဲ့သားခေါင်လို့ထင်ပြီးတော့မုတ်ဆိုးဟာသားခေါင်ကိုပြည့်တယ်လို့မိဂတင်ညာသာသမင်ဆိုတော့အမကိုပတိလဘိတန္တိရကြလိမ့်မယ်တေသံထိုလူတို့သည်တိနာနိထက်လာသွားသောအစွမ်းထက်တဲ့တိနာနိထက်လာသွားသောတထာနိလက်နဲ့တို့သည်ဟထေတုလက်ထုံ၌ပါတုဘဝေတန္တိစိတ်ကကြံစီတောင်းတလိုက်တာနဲ့လက်ထဲမှာထင်ရှားမသွေဖြစ်ပေါ်၍လာပါလိမ့်မယ်လို့ဘေကဝဘုံတော်6စုအောင်လံထူဖြစ်တော်မူသောဘုရားရှင်ကိုတော်မြတ်ကအဝေါစာကရုဏာရှိတာမေတ္တာအဖြင့်မိန်ကြားတော်မူလိုက်ပါပေတည်းတေတိနေနသတ္ထေနဧတမိဂောတိအညမညာဇီဝိတံဝရောပေတံတိလူလို့မထင်တော့ဘူးဒါသမင်ကွာသတ်ကွာဒါနွားကွာသတ်ကွာလူလို့မမြင်တော့ဘူးလေမျက်လုံးတွေဘလို့တွေဖြစ်ကုန်လည်းမသိဘူးခါအဲ့ဒါမှတတ်ကြဖြတ်ကြနေ9 ရက်တိုင်းသွေးချောင်းစီလို့အလောင်းချင်းထတော်တဲ့တောင်ထဲမှာပုံနေတဲ့လူတွေတော်တဲ့ကထွက်လာတဲ့အခါကျတော့မှတွေ့ပြီးတော့အဲ့ဒီလူတွေကိုကြည့်ပြီးတော့ဒါအကုသိုလ်တွေထွန်းကားလို့ဖြစ်တာလူတွေကိုကြမ်းနှုတ်ကြမ်းစိတ်ကြမ်းနေဖြစ်လို့ဒါတွေဖြစ်ကြတာအဲ့ဒီတော့ငါတို့ကိုမကြောက်အောင်ထိန်းကြစို့နှုတ်မကြောက်အောင်ထိန်းကြစို့စိတ်မကြောက်အောင်ထိန်းကြစို့ဆိုပြီးတော့ဘေးတတ်တဲ့ဘယ်သူမှမဟောမပြောရပဲနဲ့တဲ့10 နှစ်တန်းကလူတွေကာယကံတွေပြန်ထိန်းတဲ့ဝစီကံတွေကိုပြန်ထိန်းတဲ့မနောကံတွေကိုပြန်ထိန်းတဲ့ကာယကံနဲ့မကောင်းတာမလုပ်တော့ဘူးသူများတဲ့မတတ်တော့ဘူးသူပစ္စည်းမခိုးတော့ဘူးသူသားမယားမစော်ကားတော့ဘူးကာယကံ3 ပါးဝစီကံ4 ပါးမုဒ္ဒဝါဒပိသုနာဝါစာပရုဒ္ဒဝါစာသမဗလာပါလိန်ပြောတာဆဲဆိုတာတိုင်းထွာတာကြမ်းကြမ်းတန်တန်စကားတွေပြောတာမလုပ်တော့ဘူးတဲ့အဲ့ဒီလိုကာယကံဝစီကံမနောကံတွေကိုပြန်ထိန်းပြီးတော့နေလာလိုက်တာ10 နှစ်တန်းကနေတက်တန်းတွေပြန်တက်လာအနှစ်20 ကနေပြီးတော့တက်တန်းတွေပြန်တဲ့အနှစ်30 40 50 60အဲ့ဒီကနေတက်တန်းတွေတဖြည်းဖြည်းနဲ့လူတွေပြန်ပြီးတော့အသက်တွေရှည်လာလိုက်ကြတာလူတွေရဲ့အသက်3 သိန်းတန်းမှာတဲ့အသက်3 သိန်းထိအောင်တဲ့ဘယ်ထိအောင်ပြန်တက်လာလဲဒီဒေသနာကိုဘုန်းကြီးတို့ပြတာအစဉ်တိုင်းမှတ်ကြည့်နော်ဘုန်းကြီးတို့က85 နှစ်တန်းကနေပြီးတော့ဆုတ်သွားလိုက်တာ10 နှစ်တန်းဘယ်လောက်လဲပြေးတိုင်း10 နှစ်တန်းကနေပြီးတော့တက်တန်းတွေပြန်တက်လာတာ3 သိန်းတန်းဘယ်တန်းထိအောင်လဲဈာတ်မှာကဘာမပြတ်ဘူးကဘာပြတ်သလားကဘာပြတ်တယ်ဆိုတော့ကောင်းကင်ကနေထွက်ပြီးတော့တခါတည်းကဘာကြီးမိလောင်တာပေါ့ကဘာပြတ်တယ်လို့ခေါ်တာဒါကြောင့်ကဘာမပြတ်ဘူးပြည့်တာကြီးတချို့ကဘုံမတိပါမတိနဲ့ဟာသာသနာ9000ပြည့်ကဘာကြီးပြတ်မှာတဲ့ကဘာကြီးမိတွေလောင်မှာတဲ့မဟုတ်ဘူးကဘာလုံးဝမပြတ်ဘူးကဘာပြတ်လို့လည်းမရဘူးဒီကဘာကဗတ္ထကဘာလို့ခေါ်တယ်ဘာကဘာလို့ခေါ်လဲဘုရား9 စုပွင့်တဲ့ကဘာကိုဗတ္ထကဘာတဲ့သာရကဘာတဲ့မန္တကဘာတဲ့ကဘာတွေကလည်းသူ့နာမည်တွေနဲ့သူရှိတာ
ဘုန်းကြီးတို့နေတဲ့ကဘာကြီးကဗတ္ထကဘာကြီးဗတ္ထကဘာမှာဖယားငါးစုမပြည့်မချင်းဒီတိုင်းသွားနေမှာအခုကကုသနာဖယားပွင့်တော်မူသွားတယ်ဒီကဘာမှာပဲကောဏကမနာဖယားပွင့်တော်မူသွားတယ်ဒီကဘာမှာပဲကသဗ္ဗဖယားပွင့်တော်မူသွားတယ်ဒီကဘာမှာပဲကောရမဖယားပွင့်တော်မူတယ်ဒီကဘာမှာဖယားတဆူပွင့်တိုင်းသာသနာထားခဲ့တယ်ထားခဲ့တဲ့သာသနာကုန်ရင်ဆုံးမမဲ့လူမရှိရင်သာသနာတော်ကြီးကွယ်သွားတယ်နဲ့လူတွေတက်တန်းနေတိုးသွားမယ်တက်တန်းနေတိုးပြီးတော့ခုနကတော့ပြောတယ်ကကြီးသုံးပါးဆိုင်တယ်ကကြီးသုံးပါးဆိုင်ပြီးတော့တောတဲ့တောင်တွေကပြန်ထွက်လာကြမယ်လူတွေတက်တန်းပြန်ပြီးတော့ကာယကံဝစီကံမနောကံတွေကိုပြန်ထိန်းတယ်တက်တန်းတွေပြန်တိုးပြီးတော့ရှည်လာတယ်အဲ့ဒီလိုရှည်လာရင်ကနေပြီးတော့အခုတက်တန်းဘလောက်တန်းတော့ဆိုလို့ရှိရင်တဲ့လူတွေအသက်တသိန်းသားမှာအဘွားအသက်ဘလောက်ရှိပြီတော့ဆိုငါအသက်တသိန်းအဖိုးအသက်ဘယ်လောက်ရှိပြီလို့ဆိုရင်ငါအသက်တသိန်းပြည့်ဖို့လို့တစ်နှစ်ဖဲလို့တော့တယ်အဲ့ဒီလိုလူတွေအသက်တသိန်းတမ်းမှာအယံဘာရာနတိကေတုမတိနာမှာရာဇဌာနီဘဝေတတိခြေသားသားရိဗုဒ္ဓရာဒီမေတ္တိယဗုဒ္ဓဝင်ကိုမြတ်စွာဘုရားဟောနေတာရှင်သာရိပုတ္တရာလျှောက်လို့ဘသူလျှောက်လို့လဲဟောတာကဏိကြောဓာယုံကျောင်းမှာဟောနေတာဘယ်ကျောင်းမှာဟောနေတာကောရမေကြီးသင်္ကန်းလာလှူလို့အဇိတယဟန်ကသင်္ကန်းအလှူခံလို့ဒီတရားဟောနေတာမဟုတ်လားဘိသရဲ့အဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကခြေသားသားရိဗုဒ္ဓရာအယံရာအရံဘာရာနတိဟောဒီဘာရာနတိခေါ်တဲ့ရွှေမြို့တော်ကြီးဒီကေတုမတိနာမှာရာဇဌာနိဘဝိတ္တိကေတုမတိလို့ခေါ်တဲ့ပြည်ကြီးဖြစ်အောင်မယ်တဲ့အခုငါဘုရားလက်ထက်မှာတော့ဘာရာနတိလို့ခေါ်တဲ့မြို့ဟာနောက်တစ်ချိန်ကြလို့ရှိရင်လူတွေတက်တန်းတသိန်းတန်းရောက်လို့ရှိရင်ဗာရာဏသီဆိုတဲ့နာမည်ပြောက်ပြီးတော့ကေတုမတိလို့ခေါ်တဲ့နေပြည်တော်ကြီးဖြစ်လိမ့်မယ်တဲ့တခါတည်းမြတ်စွာဘုရားကမြို့နာမည်မှာပြောသွားတာအဲ့ဒီကေတုမတိလို့ခေါ်တဲ့နေပြည်တော်ကြီးမှာသင်္ခလို့ခေါ်တဲ့စัจ जा မင်းကြီးပေါ်လိမ့်မယ်မိဘရဲ့ခေါင်းကြီးကဝိသခာသားတော်ပေါင်းက1000အဲ့ဒီမေတ္တရာဗုဒ္ဓဝင်ဒီကစတာမြို့ကကေတုမတိတဲ့။ဘာမြို့လဲ။တိုင်းပြည်အုပ်ချုပ်မင်းလုံးတဲ့ရှင်မင်းကြီးကစัจ जा မင်းနာမည်ကသင်္ခလို့ခေါ်တဲ့စัจ जा မင်းမိဘရဲ့ခေါင်းကြီးနာမည်ကဝိသာခာတဲ့။ဘုန်းကြီးတို့ပုဗ္ဗာယုံကျောင်းမကြီးနဲ့နာမည်ချင်းဆင်တယ်။ဝိသာခာတဲ့။သားတော်ပေါင်းဘယ်လောက်ရှိမလဲ။သားတော်ပေါင်းက1000ကေတုမတိမြို့ကိုချမ်းရမ်းထားတဲ့မြို့အချမ်းရမ်းပေါင်းက8400ကေတုမတိမြို့ရဲ့အလယ်ကောင်းမှာယရဏ9ပါးနဲ့ပြည့်စုံတဲ့စัจ जा ယရဏပြတ်တာယင်ကြီးဟာသင်္ခစัจ जा မင်းကြီးရဲ့ရှေ့ဘုံတော်ကြောင့်ပေါ်ပေါက်ပြီးတော့လာရတယ်တဲ့အဲ့ဒီစัจ जा ယရဏရင်မြန်ကြီးဟာလူတွေရဲ့မျက်စိနဲ့စိုက်ပြီးတော့ကြည့်လို့မရအောင်အယောင်အဝါတွေတောက်နေတယ်တဲ့စัจ जा မင်းကြီးရဲ့ကေတုမတိမြို့ရဲ့ဘယင်စัจ जा မင်းကြီးရဲ့တကိုးကိုအဲ့ဒီမှာမြတ်စွာဘုရားကပြောပြနေတာမြို့အလဲကောင်မှာယရဏ9ပါးနဲ့ပြည့်စုံတဲ့စัจ जा ယရဏပြတ်တယင်ကြီးပေါ်လိမ့်မယ်အဲ့ဒီပြတ်တဆောင်ကြီးဟာလူတွေရဲ့မျက်လုံးနဲ့ကြည့်လို့မရအောင်အယောင်ဝါတွေကတိတ်တောက်တယ်တဲ့အဲ့ဒီစัจ जा ယရဏရင်မြန်ကြီးကအထပ်ပေါင်း100ရှိတယ်တဲ့ဘယ်လောက်ရှိလဲဘုရားသားထပ်ပေါင်း100ရှိတယ်တဲ့အဲ့ဒီပြတ်တဆောင်ကြီးဟာဒီစัจ जा မင်းကြီးသင်္ခစัจ जा မင်းကြီးဒီမှာတိုင်းပြည်အုပ်ချုပ်မင်းမလုပ်ခင်တော့ကဗမာမြုပ်နေတာတော့ဆိုခင်းငါမြစ်ထဲမှာမြုပ်နေတာတဲ့ကင်းကမြစ်ထဲမှာမြုပ်နေတာသင်္ခစัจ जा မင်းကြီးရဲ့ဘုံကံကြောင့်ပြန်ပြီးတော့ပေါ်လာရတာဒါမျိုးလို့ရှိရင်အဲ့ဒီစัจ जा ယရဏကြီးရဲ့ပိုင်ရှင်ကဘယ်သူတုံးလို့ဆိုတော့မဟာပနာထမင်းနဲ့အဲ့ဒီမင်းကြီးကဟောဒီကေတုမတိမြို့မှာပဲဆိုးဆံခဲ့တာအဲ့ဒါသူ့လက်ထက်ကရှိခဲ့တဲ့ပြတ်တဆောင်ကြီးစัจ जा ယရဏကြီးအဲ့ဒါကြီးကဘုန်းကြီးတို့ပြေးသားရေမဟာပနာထမင်းကြီးနတ်ရွာဆံကံတော်ကုံသွားတဲ့အခါကျတော့အဲ့ဒီစัจ जा ယရဏကြီးဟာသူ့အလိုအလျောက်ပဲပျောက်သွားပြီးတော့ခင်းငံမြစ်ထဲမှာသွားမြုပ်နေတာမဟာပနာရမင်းကအဲ့ဒီစัจ जा ယရဏဘယ်ကရတော့ဆိုတရားမင်းကဝိသကြုံနတ်သားကိုဖန်ဆင်းခိုင်းတာဘုန်းကြီးတို့စာရှိတယ်လူမင်းဘုန်းကြီးတော့နတ်မင်းမနေတာတဲ့ဗာမင်းဘုန်းကြီးတော့ဗာမင်းမနေတာလူမင်းဘုန်းကြီးတော့နတ်မင်းမနေတာဆိုတဲ့အတိုင်းအဲ့ဒါတရားမင်းကြီးကမဟာပနာရမင်းကြီးစီးဖို့လို့ဆိုပြီးတော့အထက်တရားရှိတဲ့စัจ जा ယရဏကြီးကိုဖန်ဆင်းပေးထားတာ။ဘာဖြစ်လို့တရားမင်းကြီးကအထက်တရားရှိတဲ့ပြတ်တဆောင်ကြီးကိုဖန်ဆင်းပေးရတယ်လဲလို့ဆိုရင်တဲ့မဟာပနာရမင်းကြီးကရှေးဘဝကလုပ်ခဲ့တဲ့ကုသိုလ်တဲ့ရှေးဘဝကဘာကုသိုလ်လုပ်ခဲ့တုံးလို့ဆိုတော့ပိဋကရေရှေးဘဝတုန်းကကျူထယံရက်စားရပြီးတော့
အသက်မွေးရတဲ့လူဆင်းရဲဖြစ်ခူးတယ်တာဖာနှစ်ယောက်တော်တဲ့သွားရင်နဲ့ပြည့်စေကဗုဒ္ဓတစ်ပါးကိုဖူးတွေ့ရတာကိုတွေ့ရတဲ့အခါကျတော့အဲ့ဒီမှာကျူရိုးနဲ့တဖန်းသားတွေနဲ့သိရွယ်မိုးကြောင်းလေးတစ်ကြောင်းဆောက်ပြီးတော့အသက်ထက်ဆုံးပစ္စည်းလေးပါတော့ပြင်စောက်ရှောက်ထောက်ပံ့လှူဒန်းခဲ့တာတာဖာနှစ်ယောက်မဟာဗနာရမင်းကြီးရဲ့အတိတ်ဇာလန်းကလည်းပဲအဲ့ဒါကျူရိုးနဲ့တဖန်းသားတွေနဲ့သိရွယ်မိုးတဲ့ကြောင်းလေးအခုလိုအုတ်တိုက်တွေပါတွေဆောက်တာမဟုတ်ဘူးသွတ်တွေဘီလာမေတွေနဲ့မဟုတ်ဘူးတောထဲမှာပြည့်စေကဗုဒ္ဓကိုတွေးလို့ကြီးညိုရင်းနဲ့ဆောက်ပြီးတော့လှူခဲ့တဲ့ကုသိုလ်ဟာတာဖာနှစ်ယောက်သေသွားတဲ့အခါကျတော့နတ်ပြည်ကိုတက်သွားတာအဖေလို့တဲ့ပုဂ္ဂိုလ်ကနတ်ပြည်မှာနတ်စည်းစိမ်တွေခံစားပြီးတော့နေခဲ့တယ်။သားလို့တဲ့လူကလူပြည်ကိုဆင်းလာပြီးတော့ကေတုပတိမြို့မှာမဟာပနာရမင်းကြီးဆိုပြီးတော့လာဖြစ်တာ။မဟာပနာရမင်းကြီးနတ်ရွာလဲဆန်ရောအဲ့ဒီပြတ်တဆောင်ကြီးဟာလည်းပဲကင်းငံမြစ်ထဲကိုမြုပ်သွားတာ။ဟောအခုသင်္ခစัจ जा မင်းကြီးကေတုပတိမြို့မှာစัจ जा မင်းဖြစ်တော့မှအဲ့ဒီကင်းငံမြစ်ထဲမှာမြုပ်နေတဲ့ပြတ်တဆောင်ကြီးကကေတုပတိမြို့လေကောင်မှာလာပြန်ပြီးတော့ပေါ်ပေးရတာ။ဘုန်းကြီးတို့ပြည်သားမျက်စိလဲမသွားနဲ့မဟာပနာရမင်းကြီးရဲ့စัจ जा ယရဏအထက်တရားရှိတယ်ကောင်းကင်ကိုပြန်သွားလို့ရတယ်မဟာပနာရမင်းကြီးကဒီစัจ जा ယရဏကိုဘာကြောင့်ရတာတော့ဆိုရင်ပြည့်စေကဗုဒ္ဓတစ်ပါးကိုကျူရိုးကြောင်းတဲ့တဖန်သားတွေနဲ့ကြောင်းဆောက်လှူခဲ့တဲ့ကုသိုလ်ကံကြောင့်ရတာကြောင်းကတန်ဖိုးမကြီးမားပေမဲ့လို့စေတနာကကြီးမားတော့အထက်တရားရှိတဲ့ပြတ်သက်ဆောင်ကြီးကိုသူလည်းရှင်မရင်လည်းဖြစ်ကောတရားမင်းကြီးကဝိသကြုံနာသားကိုခေါ်ပြီးတော့ဖန်ဆင်းပေးရတာအေးဒါကြောင့်မို့လို့ဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့အဓိကကဘာကိုပဲလှူစေတနာပရာနာတဲ့ဘာပရာနာလဲအေးစေတနာထက်တော့ဘုန်းကြီးတို့ပြည်သားအထက်တရားရှိတဲ့စัจ जा ယရဏကြီးကိုစီးပြီးတော့ကောင်းကင်ကိုပြန်သွားနိုင်ပါတယ်အဲ့ဒီစัจ जा ယရဏကြီးကမဟာဗနာရမင်းကြီးနတ်ရွာဆံကံတော်ကုံသွားတဲ့အခါကျတော့ကြံတဲ့လူတွေနဲ့မထိုက်တန်တဲ့အတွက်ကြောင့်မို့လို့တရားမင်းကဟိုးကင်းငံမြစ်ထဲမှာသွားမြုပ်ထားတာအခုသင်္ခစัจ जा မင်းကြီးပေါ်လာဟောအဲ့ဒီကင်းငံမြစ်ထဲကစัจ जा ယရဏကြီးအထက်တရားရှိတဲ့စัจ जा ယရဏကြီးကိုလာပြီးတော့မျိုးလေကောင်ကချပေးသွားတာပြေးသားရေယရဏမျိုးစုံနဲ့ခြံရံပြီးတော့အယောင်9မျိုးရှိတယ်တဲ့အဲ့တော့ကေတုမဏိမျိုးရဲ့ပတ်ဝန်းကျင်ကိုဘုန်းကြီးတို့ကြည့်လိုက်ကြရအောင်လို့ကေတုမဏိမျိုးရဲ့ပတ်ဝန်းကျင်ကယရဏမျိုးစုံနဲ့ခြံရံပြီးတော့ဓာတိုင်း9ထပ်ရှိတယ်မြို့တကား4မျက်နှာမှာရွှေစရက်တွေပေါ်ပေါက်လိမ့်မယ်ဥယျာဉ်တော်ထဲမှာလည်းပဲပန်းမျိုးစုံတွေဟာမြတ်ကြီးတွေသွန်းနာသလိုမွေးကြိုင်လန်းဆန်းပြီးတော့ရေကန်တွေမှာလည်းပဲကြာမျိုး5ပါးတွေပွင့်ပြီးတော့တင့်တယ်လှပနေလိမ့်မယ်စေတသာရိဗုဒ္ဓရာမြို့လေကောင်မြို့တကား4ပေါက်မြို့ရဲတိုင်းတွေမှာနတ်ပဲဆိုအဝဲအစာစားတော့ဘွာတွေဟာပရိသာမင်းနေမှာချိန်ဆွဲပြီးတော့နေကြလိမ့်မယ်လိုချင်တာကိုတိုင်းသူပြည်သားတွေကအလွယ်တကူနဲ့သွားရောက်ပြီးတော့ယူယုံပဲသာရိဗုဒ္ဓရာတဲ့ကေတုမဏိမြို့ကြီးရဲ့ဆန်းကျယ်ပုံတွေကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကရှင်သာရိပုတ္တရာကိုပြောပြနေတာပိသတိမြို့လေကောင်းမှာမြို့တကား၄ပေါက်မှာမြို့ရဲ့တိုင်းဒီဓာတ်ထဲမှာပိသတိနတ်ပစိုးတွေအဝိအစားတွေစားတရားတောက်စရာတွေရှင်းပြောပိသဗဒေသာပင်တွေဘာတွေလဲပရိသာပင်နဲ့ဘယ်နာကြည့်လိုချင်တာပရိသာပင်ကသွားဆုတ်ကြူလိုက်ရုံပဲဘာမှအပူပင်တော့ကမရှိဘူးအဲ့ဒီအသက်တသိန်းကလူတွေကအလွယ်တကူနဲ့သွားရောက်ပြီးတော့ယူစားယုံမဲတဲ့အဲ့ဒီလိုအဖက်ဖက်ကနေပြီးတော့ပြည့်စုံနေတဲ့နေပြည်တော်ကေတုမရိမျိုးဆိုတာဘုန်းကြီးတို့ဖယားအလောင်းပွင့်တော်မူမဲ့အရိမေတ္တေယဘုရားရှင်ကိုရောမြတ်ရဲ့မြို့တော်ပဲတဲ့ဒါမြင့်ရဲ့ပိသတ်တွေစတော်မယ်အရိမေတ္တေယမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ဖွာရာမြို့ဟာကေတုမရိမြို့ဘာမြို့တဲ့လဲဘုန်းကြီးတို့အခုပွင့်တော်မူသွားတဲ့ဂေါရမမြတ်စွာဘုရားဖွာတော်မူရာမြို့ကကပိလဝမြို့ဘာမြို့တဲ့လဲကပိလဝနေပြည်တော်နောင်ပွင့်တော်မူမဲ့ရိမေတ္တေယမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ဖွာတော်မူမဲ့မြို့တော်ကကေတုမရိမြို့တော်တဲ့အလောင်းတော်နတ်သားနတ်ပြည်မှာရှိသေးတယ်16သင်္ချိန်နဲ့ကဘာတသိန်းပါရမီတွေဖြည့်ပြီးတော့တုတိတာနတ်ပြည်မှာစံမြန်းပြီးတော့နေမယ်အဲ့ဒီလိုအလောင်းတော်နတ်သားတုတိတာနတ်ပြည်မှာစံမြန်းပြီးတော့နေတဲ့အခါကျတော့ပွင့်ငိမ့်တမ်းပြီးဆိုလို့ရှိရင်နတ်တွေမြမတွေစัจ java လာပေါင်းတိုက်တောင်းကနတ်မြမတွေကအလောင်းတော်နတ်သားထံကိုသွားပြီးလို့အလောင်းတော်နတ်သားဖျားဖြစ်ဖို့လို့ချိန်တန်ပါပြီးလူပြည်ကိုကြွတော်မူပါလူပြည်ကိုကြွပြီးတော့ဖျားဖြစ်တော်မူပါလို့အဲ့ဒီလိုနတ်တွေမြမတွေကလျှောက်ထားလိမ့်မယ်သာရိပုတ္တရာဒါနဲ့အလောင်းတော်နတ်သားကရှေ့ဖျားအလောင်းတော်ရဲ့ထုံးကိုမိပြီးတော့
လူပြည်ကိုကြည့်တော့မယ်တဲ့ငါဘယ်သူဝမ်းထဲမှာပရိသတ်နေရမလဲငါအဖေတော်မဲ့လူဟာဘယ်သူလဲငါမဲတော်တော်မဲ့လူဟာဘယ်သူလဲလို့ပေဒတ်တရေဖရာလောင်းတော်အဲ့ဒီမေတ္တရာဖရာလောင်းတော်နတ်သားကလူပြည်ကိုကြည်ခြင်း၅မျိုးနဲ့ကြည်မယ်ကြည်ခြင်းဘယ်နှမျိုးကဲလိုက်ဆိုဖရာဖြစ်ရာခေအခါမှန်စွာကြည်ရမည်ဖရာဖြစ်ရာခေအခါမှန်စွာကြည်ရမည်ဖရာပွင့်ရာကျွန်းကိုသာမှန်စွာကြည်ရမည်ဖရာပွင့်ရာကျွန်းကိုသာမှန်စွာကြည်ရမည်ဖရာဖြစ်ရာယတ္တေသာမှန်စွာကြည်ရမည်ဖရာဖြစ်ရာယတ္တေသာမှန်စွာကြည်ရမည်ဖရာဖြစ်ရာမျိုးနွယ်သာမှန်စွာကြည်ရမည်ဖရာဖြစ်ရာမျိုးနွယ်သာမှန်စွာကြည်ရမည်မေတော်အသက်ပိုင်းခြားချက်မပြတ်ကြည်ရမည်မေတော်အသက်ပိုင်းခြားချက်မပြတ်ကြည်ရမည်အဲ့ဒါကြည်ခြင်းချင်း၅မျိုးလို့ခေါ်တယ်နံပါတ်1ဘုန်းကြီးတို့စာပေလို့ပြောရင်ကာလတဲ့ကာလဆိုတာအချိန်ခါကာလကိုကြည်ရတယ်တဲ့လူတွေရဲ့အသက်တသိန်းတန်းအောက်မှာလည်းမဖြစ်ရဘူးတသိန်းတန်းအထက်လည်းမဖြစ်ရဘူး100တန်းအောက်လည်းမဖြစ်ရဘူးအဲ့ဒါကိုကြည်ရတယ်ချိန်ခါကာလကြည်တော့အခုကတသိန်းတန်းဆိုတော့ဒါဘုရားရှိဖို့လို့100တန်းအောက်ဆိုရင်လည်းဘုရားမပွင့်ဘူးတဲ့100တန်းအောက်ဆိုရင်ကဘုရားပွင့်သလားဘုန်းကြီးတို့85နှစ်တန်းလေအခုဘယ်လောက်လဲမရေးတာ85နှစ်တန်းမှာဘုရားပွင့်သလားမပွင့်ဘူး100တန်းမှာမပွင့်ရဘူး100အောက်ဆိုရင်ဘုရားမပွင့်တော့ဘူး100တန်းတက်တန်း100တန်းအောက်ဆိုရင်ဘုရားမပွင့်တော့ဘူးတဲ့အသက်တသိန်းတန်းအထက်ကိုဆိုရင်လည်းဘုရားမပွင့်ဘူးတဲ့ဘာဖြစ်လို့လို့ဆိုတော့တသိန်းတန်းအထက်ကိုပွင့်ရင်လည်းပဲလူတွေကိုအိုပါတယ်နားပါတယ်သေပါတယ်ဟောလဲသူတို့ကမယုံဘူးတဲ့တသိန်းတောင်မှနေတဲ့အခါကျတော့အိုတဲ့လူမရှိဘူးသူကြည့်လဲဒီယုံပဲငါကြည့်လဲဒီယုံအိုတယ်လို့သိမရှိဘူးတဲ့အဲ့တသိန်းတန်းအထက်ကြပြန်တော့လဲပဲအိုတာပြောရင်အိုတယ်ဆိုတာဘာလဲလို့မေးကိုမေးကြည့်ရတဲ့ခင်မျိုးတဲ့အဲ့တော့တသိန်းတန်းအထက်မှာလူတွေကတတန်းသိရှည်ကြတဲ့အခါကျတော့အိုရာနာတာတွေဟောလို့ဒုက္ခတွေဟောလို့သူတို့သိနားမလဲဘူးသဘောမပေါက်ဘူးတဲ့ဒါကြောင့်တသိန်းတန်းအထက်မှာလည်းပဲဘုရားမပွင့်ဘူးယာရန်အောက်မှာလည်းပဲဘုရားမပွင့်ဘူးဆိုတော့အခုဟာကတသိန်းတန်းဖြစ်တဲ့အတွက်ကြောင့်မလို့ကာလဒါကိုကြည့်တယ်ဒါကိုကြည့်လိုက်တော့မြင်တယ်ဟောဟုတ်တယ်တသိန်းတန်းဖြစ်နေပြီဒီပကျွန်းကြီး၄ကျွန်းရှိတဲ့အထက်မှာတောင်ကျွန်းစဘူဒီပဖယားအဆူဆူပွင့်တော်မူသွားတာအရှိကျွန်းမှာပွင့်သလားအနောက်ကျွန်းမှာပွင့်သလားမြောက်ကျွန်းမှာပွင့်သလားဆိုတော့အရှိကျွန်းနဲ့အနောက်ကျွန်းနဲ့မြောက်ကျွန်းမှာမပွင့်မဲနဲ့ရှေ့ကဖယားတို့သည်ပွင့်တော်မူသွားတာတောင်ကျွန်းမှာပဲပွင့်တယ်တဲ့ဘယ်မှာပဲပွင့်တယ်တဲ့လေဇဗုဒီပဇဗုတပြေပင်ကြီးပေါက်တဲ့ကျွန်းမို့လို့ဇဗုရိတ်ကျွန်းလို့ခေါ်တာဟုတ်ဘုန်းကြီးတို့နေတာအဲ့ဒါတောင်ကျွန်းပဲအဲ့တော့တောင်ကျွန်းကိုလည်းလှမ်းကြည့်ရတယ်နောက်တကဒေသတောင်ကျွန်းတော့မှန်တယ်တောင်ကျွန်းရဲ့အလယ်ဘကိုတဲ့တဲ့ဟာဘယ်ဟာလဲမြစ္စည်းမဒေသဆိုတော့မြစ္စည်းမဒေသဆိုတော့ဘုန်းကြီးတို့အခုဘုရားပွင့်တော်မူသွားတဲ့အိန္ဒိယနိုင်ငံဗုဒ္ဓဂယာဟာအဲ့ဒါဒီတောင်ကျွန်းကြီးရဲ့အလယ်ကောင်တဲ့တဲ့အရာပဲတဲ့ဒါကြောင့်မို့လို့ဘုရားတိုင်းဒီအဲ့ဒီအိန္ဒိယမှာပဲပွင့်ကြရတယ်မြစ္စည်းမဒေသလို့ခေါ်တယ်မြစ္စည်းမဆိုတာအလယ်တောင်ကျွန်းကြီးရဲ့အလယ်ဘကိုကြည့်လိုက်တဲ့အခါကျတော့ဒီမြစ္စည်းမဒေသကိုသွားမြင်တယ်နောက်တကကုလတဲ့အမျိုးအနွယ်ကိုကြည့်ရတယ်တဲ့အဲ့တော့ဘုန်းကြီးတို့မြတ်စွာဘုရားလက်ထက်ကအမျိုး၄ပါးရှိတယ်အမျိုးဘယ်နှပါးလဲမင်းမျိုးရဲ့ပုံနာမျိုးရဲ့ကုံတယ်မျိုးရဲ့လူဆင်းရဲမျိုးရဲ့လို့အမျိုး၄ပါးကိုသတ်မှတ်ထားတယ်အဲ့တော့အမျိုး၄ပါးရှိတဲ့အထက်မှာလဲမင်းမျိုးနဲ့ပုံနာမျိုးမှာပဲဘုရားတို့မိဒီမှာပရိသတ်နေယူရတယ်လူဆင်းရဲမျိုးနဲ့ကုံတယ်မျိုးမှာသွားပြီးတော့ပရိသတ်နေမယူရဘူးတဲ့အမျိုးညံ့လို့ဘုရားဆိုတာအမျိုးမြတ်တဲ့ထဲမှာပဲပရိသတ်နေရတယ်မင်းမျိုးနဲ့ပုံနာမျိုးဘာနဲ့လဲမင်းမျိုးနဲ့ပုံနာမျိုးကိုအများဆုံးအမျိုးလို့သူတို့ခေတ်ကသတ်မှတ်တာမှန်ပါတယ်ပိဋကရေအဲ့တော့ဘုရားပွင့်မဲ့အချိန်မှာလူတွေကမင်းမျိုးကိုအများဆုံးထားရင်မင်းမျိုးမှာပရိသတ်နေမယ်ပုံနာမျိုးကိုအများထားရင်ပုံနာမျိုးမှာပရိသတ်နေမယ်နောက်တဲ့ကမာတုအာယုပရိစေဒလို့ဆိုတဲ့အတိုင်းအမေရဲ့အသက်ကိုလည်းကြည့်ရတယ်တဲ့ဘုရားလောင်းတော့ပရိသတ်နေယူမဲ့မဲတော်ဟာ
ဖယားအလောင်းကိုမွေးပြီးရင်9ရက်ပြည့်တာနဲ့သေလို့တက်တန်းကုန်တဲ့မေတော်မျိုးလည်းဖြစ်ရမယ်တဲ့9ရက်ထက်လည်းအသက်ပိုမရှိရဘူးတဲ့အဲ့ဒီလိုလဲလိုက်ရှာရတယ်မေတော်ကိုဖယားလောင်းတော်မွေးပြီးလို့နောက်ထပ်9နှစ်နေအောင်မယ်10နှစ်နေအောင်မယ်ဆိုရင်အဲ့ဒီမေတော်ဝမ်းထဲမှာဖယားလောင်းပဋိသန္ဓေမနေဘူးဖယားအလောင်းခွာပြီးရင်9ရက်ပဲမေတော်ကအသက်ရှည်ရမယ်အဲ့ဒီ9ရက်အသက်ရှည်မဲ့မေတော်ရဲ့အာယုအသက်ကိုလည်းကြည့်ရတယ်တဲ့မေတော်ဖြစ်မဲ့ပုဂ္ဂိုလ်ဟာကဘာတသိန်းပါရမီဖြည့်ထားရမယ်တဲ့ကြည်စံပရိသတ်ကြီးဖယားရဲ့မေတော်ဖြစ်ချင်ရင်ကဘာပေါင်းဘယ်လောက်တဲ့လဲကဘာတသိန်းတိတိပါရမီဖြည့်ကျင့်ထားပြီးတော့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်ဒါကိုဘုန်းကြီးတို့အရိမတေယဖယားအလောင်းကနတ်ပြည်ကနေအကုန်လှမ်းကြည့်တာနတ်ပြည်ကနေလှမ်းကြည့်လို့ဒီအင်္ဂါရတွေအကုန်လုံးညီပြီဆိုတော့မှသူကပရိသန္တိနေမှာအဲ့တော့မေတော်ဟာ5ပါးသီလကိုလုံခြုံအောင်စောင့်ထိန်ထားတဲ့သူလည်းဖြစ်ရမယ်နောက်တစ်ခါဒီမေတော်ကြီးဟာဘုရားလောင်းကိုပရိသန္တိတည်မဲ့မေတော်ကြီးဟာလော်လီချင်းဖောက်ပြားခြင်းဘာမှမရှိရဘူးတဲ့အဲ့ဒီလိုအင်္ဂါရတွေနဲ့ပြည့်စုံပြီဆိုတဲ့အခါကျတော့မှလူပြည်ကိုဆင်းလာပြီးတော့အရိမေတ္တရာဘုရားအလောင်းနာသားဟာပရိသန္တိနေပါတယ်ဘယ်မှာနေတော့ဆိုလို့ရှိရင်ဗျမနောတတ္တရိညောစသူဗျမောပုရောဟိတောသူဗျမနောပုရောဟိတောဘုသူတော်စာစတုဗေတောတာသောမစ္ဆာယောဘဝိတတိဗျမနောတတ္တရိညောစသူဗျမနောပုရောဟိတောဘုသူတော်စာစတုဗေတောတာသောမစ္ဆာယောဘဝိတတိဘုရားလောင်းတော်နတ်သားဟာဘယ်မှာသွားပဋိသန္ဓေနေတော့ဆိုလို့ရှိရင်ကေတုမတိပြည်သင်္ခစัจ जा မင်းကြီးရဲ့မင်းတိုင်မင်းအမတ်ကြီးတဆူဖြစ်တော်မူတဲ့အကိုးကွယ်ခံရတဲ့သူ့ဗျမပုံနာကြီးတဲ့ဟောဒေသရဲ့ဖရာအလောင်းတော်ရဲ့ခမဲတော်နာမည်ကသူ့ဗျမပုံနာတဲ့ဘာပုံနာတဲ့လဲဒါမြင်ဘုန်းကြီးတို့အခုပွင့်တော်မူမဲ့အရိမတေယမြတ်စွာဘုရားကပုံနာမျိုးမှာဖြစ်မှာဘယ်မျိုးမှာဖြစ်မှာလဲအဲ့ဒီသူဗမောပရောဟိတောသူဗျမနောပရောဟိတောသူဗျမလို့အမိရတဲ့ပရောဟိပုံနာကြီးကဘုသူတော်စာအကြမ်းမြဲလည်းများတယ်စတုံးဘေတော်စာဘေတင်လေးဘုံကိုလည်းတက်မြောက်ကျွမ်းခြင်းနဲ့အဲ့ဒီသူဗျမပုံနာကြီးရဲ့ဇနီးပုံဗျမနဝတီအမိရတဲ့ပုံလေးမကြီးရဲ့ဝမ်းမာတဲ့ပိယသားကြီးတူတူမှတ်လိုက်ကြပါစို့ဘုရားအလောင်းတော်ရဲ့ခမဲတော်နာမည်ကသူဗျမပုံနာမေတော်ကဗျမဝတီတဲ့မေတော်ကဘယ်သူလဲလေဗျမဝတီအမည်ရှိတဲ့ပုံလေးမကြီးရဲ့